ပရိသတ်တို့ရေမင်္ဂလာပါဗျာဇာလံကောင်းများကိုတင်ဆက်ပေးမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်အခုတစ်ခါတင်ဆက်ပေးမယ့်ဇာလံလေးကိုလည်းခန်းစားနားဆင်ပေးကြပါဦးခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူမျိုးတီဟာကိုဖြစ်ပါတယ်ခင်ဗျာစာရေးဆရာလွင်ဦးကွန်းချံကုန်းရဲ့ဂါကြီးခါလေးဂါကြီးဆိုတာကနေရဖာဖာကြိုကားကားနဲ့အလုံးကိုတောင့်တင်းတန်မာတဲ့စိုးသွမ်းလာတဲ့ကျွဲပေါက်ကြီးဖြစ်ပါတယ်။ဂါကြီးကစကိုင်းတိုင်းဒေသကြီးတန့်ဆယ်မြို့နယ်ဒဇယ်မြို့နယ်တောင်ကြီးကျေးရွာနေကိုခိုင်ကြီးပိုင်တဲ့ကျွဲမကြီးစိန်မုံကမွေးတဲ့ကျွဲပေါက်တစ်ကောင်ဖြစ်ပါတယ်။စိန်မုံကအလွန်လန့်အလွန်ပြပြီးလူခတ်တတ်တဲ့ကျွဲမဖြစ်ပါတယ်။မိုးရသည့်အလုပ်ပြီးပြီဆိုရင်အင်တော်ထဲမှာကျွဲတွေကိုအကြောင်းအပ်ရပါတယ်။နွေရာသီစပားပေါ်လို့ရိတ်ကြနေကြတဲ့အချိန်မှာတောထဲကကျွဲတွေကိုပြန်ထုတ်ကြပါတယ်။အဲဒီကစိန်မုံကကောင်းကောင်းမွန်မွန်အဖမ်းမခံတောထဲကထုတ်တဲ့ကျွဲဖမ်းသမားတွေကိုလိုက်လံဝစ်ခတ်ပြီးမှအဖမ်းခံရဖြစ်ပါတယ်။စိန်မုံကနေကြားတဲ့ဂါကြီးဖြစ်လာမဲ့ကျွဲပေါက်ကလေးကလည်းငယ်စဉ်ကတည်းကပင်သူ့မိခင်ထံကအမွေရရှိထားတဲ့ကျွဲခတ်ပညာနဲ့သိုးသွမ်းတဲ့အကျင့်တွေကိုစာတိပြလာပါတယ်။သူ့ထက်ကြီးတဲ့ကျွဲပေါက်ကြီးတွေကိုသူ့ရဲ့ချိုကလေးနဲ့မထိတတိသွားပြီးစားတတ်ပါတယ်။ကျွဲပေါက်ကြီးတွေကချိုမကန်းတဲ့အခါပို့ပြီးတော့မထိကလို့လောက်တတ်ပြန်ပါတယ်။ကျွဲပေါက်ကြီးတွေကစိတ်ဆိုးပြီးလိုက်ခတ်တဲ့အခါကျင်းလဲစွာရှောင်တိန်ပြီးတော့ထွက်ပြေးပါတယ်။ဂါကြီးကျွဲပေါက်ကလေးဖြစ်လာတဲ့အခါမှာတော့သူ့ထက်ကြီးတဲ့ကျွဲပေါက်ကြီးစိတ်မြတ်ခုံးကိုစကြက်မှာလောက်ထားရကနေအသေးခတ်တတ်ပြစ်လိုက်ပါတယ်။ကျွဲပိုင်ရှင်ဦးဖိုးစာကိုခိုင်ကြီးကတောင်းတောင်းမှန်မှန်နဲ့ငွေထုတ်ပိုက်ကရော်ကြေးပေးလိုက်ရပါတယ်။အဲဒီနောက်ပိုင်းဂါကြီးကတစနဲ့နာမည်ကြီးလာပါတယ်။ဂါကြီးကိုခြိထားတဲ့နေရာအနီးတစ်ဝိုက်မှာကြွချင်းမဆိုထားနဲ့လူစိမ့်များပင်ရုတ်တရက်ဖြတ်သန်းမသွားလာဝဲမှာဂါကြီးကလည်းလွတ်လိုက်ပြီးဆိုတာနဲ့တွေ့မရှောင်ဘုံမထားပဲတွေ့ရကျွဲပေါင်းနဲ့ခတ်ပါတော့တယ်ဂါကြီးခတ်လို့လက်ကျိုးတဲ့ကျွဲမျက်စိကန်းတဲ့ကျွဲပေါက်ပြဲတန်ရရရှိတဲ့ကျွဲတွေကအနာမတကပင်ဖြစ်ပါတယ်ကိုခိုင်ကြီးနဲ့အတူသူသားစိုးခိုင်တို့ကငွေထုတ်ပိုက်ကဂါကြီးနောက်ကနေအမြဲလိုက်ပြီးတော့ကြော်နေရပါတယ်ဂါကြီးရဲ့လှုပ်ရှားကိုမစားရပဲအိတ်ထဲကသာစိုက်ပြီးတော့ကြော်နေရပါတယ်ဒါကြောင့်ဦးခိုင်ကြီးတို့သားဖားကကားကြီးကိုမျက်နှာသာမပေးပဲတွေ့ရဒေသမှာတွေ့ရတုံးနဲ့သုံးမတတ်ပါတယ်အထူးသဖြင့်လူငယ်ဖြစ်တဲ့စိုးခိုင်ကကားကြီးပစ်ချက်တစ်ခုလုပ်ခဲ့ပြီးဆိုတိုင်းမှာကျုပ်တို့ပြီးတော့ရိုက်လေရှိလို့စိုးခိုင်ဆိုရင်အတန်ကြားတာနဲ့ဖိမ့်တော့အောင်ကြောက်ပါတယ်တောင်ကြီးရွာမှာရှိတဲ့ကျန်းလူတွေကိုတော့ရုပ်သဖွယ်သာသဘောထားပါတယ်ဒဇယ်မြို့နယ်မှာဖျားပွဲတွေကိုသူ့လာနဲ့သူတဲနှလုံးဒီပါကျင်းပမြဲဖြစ်ပါတယ်ဝါကောင်လမှာရွာမကြီးရွာမှာရှေးဘုံသားဖျားပွဲတရင်ကျုပ်လမှာကန်ထူးမရွာမှာရွှေမြို့တင်ဖျားပွဲစသဖြင့်ရွှေကြော့ဖျားပွဲရွှေသိန်းတော်ဖျားပွဲဆယ်မျက်နှာဖျားပွဲရှစ်မျက်နှာဖျားပွဲရွှေညာဆန်ဖျားပွဲရွှေကြတန်းဖျားပွဲပေါ်တော်မူဖျားပွဲတောင်ကြီးဖျားပွဲတို့ကိုတစ်နှစ်ပတ်လုံးကျင်းပကြပါတယ်တောင်ကြီးဖျားပွဲကိုတပေါင်းလမှာတောင်ကြီးကျေးရွာမှာကျင်းပပါတယ်အညာဖျားပွဲဆိုတာကဖျားပွဲတသက်မဟုတ်ပါဒေသတစ်ခုကကုံစီတွေကိုတခြားဒေသကုံစီများနဲ့ဖလှယ်တဲ့ကုံစီဖလှယ်ရေးပွဲတော်ကြီးလည်းဖြစ်ပါတယ်တစ်တော်ထွက်ပစ္စည်းစပွဲကုံကလတ်ထိုင်လက်အိမ်လက်ပိန်ဘီရိုကြောင်ရင်ကစပြီးပဲပြောင်နန်းဝါငရုတ်စေးကြက်သွန်စတဲ့စားကုန်လူသုံးကုန်တွေကိုလိုလေသေးမရှိဆိုင်များခင်းကျင်းပြီးတော့ခန္ဓာကြည်ကျဲစွာရောင်းကြပွဲကြပါတယ်ဖျားပွဲလာသူများကလည်းလက်တက်ကြီးများခင်းကကြိတ်တူစီကားလာပါတယ်ဒီမှာဂါကြီးကအစွမ်းပြပါတယ်ဈေးဆိုင်အတွက်ကုန်ပစ္စည်းတွေကိုတည်ဆောင်လာခဲ့စဉ်ပွဲခင်းနေရာတစ်ခုစီကလူငယ်ကလာသားတစုတယောက်နဲ့တယောက်နောက်ပြောင်ပြီးတော့ဆလိတ်တို့များနဲ့ပြည့်ရကနေဆလိတ်တို့တစ်ခုကဂါကြီးရဲ့ကြောပေါ်ကိုကျလို့အပူလောင်သွားပါတယ်ဂါကြီးကအစာမစားသေးလို့စိတ်တုန်နေတဲ့ခိုက်မှာဆလိတ်မီလောင်ခံလိုက်ရလို့ဂါကြီးရဲ့ဒေါသကအထုပ်ထိပ်ကိုရောက်ရှိသွားခဲ့ပါတယ်တက်ထားတဲ့တဘိုးကြီးကိုဖြောင်းကနေချိုးကထိုကလာသားလူငယ်တစ်တိုက်ကိုလိုက်ပြီးတော့ခတ်ပါတော့တယ်လူငယ်တွေကလည်းခြေဦးတက်ရာထပ်ပေးချရပါတယ်သို့တော့ကြွက်ခတ်ကျင်လိုက်တဲ့ဂါကြီးလက်ကနေမလွတ်ပါကန်ဆိုးတဲ့လူငယ်တယောက်ကကြောကဝင်ပြီးရင်ဘက်ကဖောက်ထတဲ့ကြိုချက်ကြောင့်နေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတော့တယ်သို့တော့ဂါကြီးရဲ့ဒေါသကမပြေသေးပါပွဲကင်းနဲ့ဝင်ပြီးမဲမြင်ရလိုက်ခတ်ပါတော့တယ်အဲဒီကမှာတော့ပွဲကင်းတစ်ခုလုံးရိုးရိုးသေးသေးနဲ့
ပြေးကြလွှားကြပုံညရှောင်ကြနဲ့ကဘာပြတ်တဲ့ကဲသို့ကိုဖြစ်သွားခဲ့ပါတယ်အခက်ခံရသူလည်းမနှဲပါအနှင်းတိုက်ခံရလို့ပေါက်ပြဲကျိုးပဲ့သွားသူတွေလည်းပါပါတယ်တယောက်နဲ့တယောက်ခေါငင်တန်သတိပေးတန်ဖះတောက်သူများအတန်တို့နဲ့ပွဲကင်းတစ်ခုလုံးကသူညံသွားခဲ့ပါတော့တယ်ပွဲကင်းလုံခြုံရေးရဲသားတွေကိုအကြောင်းကြားတဲ့အခါရဲသားတွေကရိုင်ဖယ်ကိုစီနဲ့ချက်ချင်းပင်လိုက်လာခဲ့ကြပါတယ်ထိုစဉ်ကားကြီးကပွဲကင်းထဲမှာလူတွေကိုလိုက်ပြီးတော့ခက်လို့ကောင်းတော့ဖြစ်ပါတယ်ထိုစဉ်မှာပင်လူတစ်ယောက်ကကားကြီးရှိဖြတ်ပြေးသွားရာထိုသူကိုလိုက်ခတ်ပါတယ်ထိုသူကလက်အောက်ကိုဝင်ပြီးတော့ပုံနေလိုက်ပြီးနောက်တစ်ယောက်ကကားကြီးကိုခဲနဲ့ပစ်ပေးပါတယ်ထိုသူရဲ့နောက်ကိုကားကြီးကလှည့်ပြီးတော့လိုက်ပြန်ရာထိုသူကတပ်ပေမော်ကိုတက်ပြေးပါတယ်အဲဒီလိုနဲ့ကားကြီးကဟိုလူကိုမဲဒီလူကိုလိုက်နဲ့ပွဲကင်းထဲကနေကြော်ကတောဆက်ကိုရောက်ရှိလာပါတယ်လုံခြုံရေးရဲသားတွေကတပ်ပေအောက်မှာနေရာယူထားကြပါတယ်လာကလည်းအလွန်သားတယ်ရဲသားနှစ်ဦးရဲ့တနက်တွေကကားကြီးရဲ့လက်ပြင်ကိုချိန်ထားကြပါတယ်ထိန်းသိမ်းလို့မရတဲ့အစုံကားကြီးကိုအဆုံးစီရင်ရန်ရဲလက်ကိုဥခိုင်ကြီးကအပိလွှဲလိုက်ပါတယ်ပြည်ရန်ခလုတ်ဖြုတ်မဲ့ဆဲဆဲမှာကားကြီးနဲ့ရဲသားနှစ်ဦးကြားထဲမှာရုတ်တရက်လူတယောက်ပေါ်လာခဲ့လို့လုံခြုံရေးရဲတွေကတနက်ပြောင်းတွေကိုဘေးကိုကြပြကြရပင်တွက်ချလိုက်ရပါတယ်ထိုစဉ်ကားကြီးကအနောက်ကနေကွေးကနေနေအောင်ခတ်လိုက်ပါတယ်ထိုသူကဘေးကိုတကွက်ရှောင်ဘေးကကားကြီးရဲ့ဘေးကိုဖောင်းကနေကန်ထည့်ပစ်လိုက်ပါတယ်ကားကြီးကအချိန်လုံးပြီးရှေ့ကိုထွက်သွားတယ်ကားကြီးကိုမတတ်ပါနဲ့ရောက်ပါတက်တော့ပေးပါမယ်ထိုလူကကားကြီးပိုင်ရှင်ဥခိုင်ကြီးရှိရဘက်ကိုလှည့်ပြီးတော့အော်ပြောလိုက်ပါတယ်တစ်ဖက်ကအကြောင်းပြန်ခြင်းကိုမဆောင်နောက်ကိုပြန်ပြီးလှည့်လိုက်ပါတယ်အကြောင်းပြန်ချက်ကိုစောင့်နေလို့လည်းမဖြစ်ပါကားကြီးကနောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်လုံခြုံရေးရဲသားနှစ်ဦးကလည်းတနက်များကင်ပြီးတော့ငိုင်နေကြပါတယ်ဒီကျွဲစိုးကိုစိတ်ထင်သလိုပြစ်လို့ခက်လို့မဖြစ်ထူဆန်းတဲ့လူကကျွဲနဲ့သူတို့ကြားထဲမှာခံနေပါတယ်ရက်ဆက်လာတဲ့ကားကြီးရဲ့လူသက်ပွဲကိုမကြည့်ချင်မနဲ့ဆက်ကြည့်နေရပါတယ်ကားကြီးကဗလာကောင်းကောင်းကြွက်သားအမြောင်းလိုက်ထကဂျိုတရန်ရန်နဲ့လောက်ရအောင်အောင်မှာကြောက်မက်ဖွယ်ရကောင်းလာပါတယ်ဒီလိုကျွဲစိုးကိုမှထူးထူးဆန်းဆန်းဝယ်ချင်တဲ့လူကတော့ဘာလက်နဲ့မှမပါပါလက်ထဲမှာကျိုးတစ်ခွေသာပါပါတယ်ဒီတခါတော့ကွင်းမြင်ထဲမှာကားကြီးရဲ့အခက်ကိုပလာမခံအင်မင်ကြီးတပင်နာကိုကတ်သွားပါတယ်ကားကြီးကလည်းပထမတစ်ချက်တည်းပြင်းပြင်းမြန်မြန်ပင့်ပြီးတော့ခတ်လိုက်ပါတယ်ထို့သူကတပင်အကွယ်မှာအသာလေးကတ်ချောင်ပြီးလက်တစ်ဖက်ကလေထဲမှာဖြတ်ကနေပဲလှုပ်ရှားလိုက်ပါတယ်လက်ထဲကထွက်သွားတဲ့ကျိုးတွေကကားကြီးရဲ့ဂျိုကားကားကြီးများပေါ်ကိုအခန့်အသင့်ဆွရင်နဲ့ပါသွားခဲ့ပါတယ်ထို့သူကကျိုးစားကိုအင်မင်မှာပတ်ကအချိန်တက်လိုက်ပါတယ်ကားကြီးအချိန်တည်သွားတဲ့အခါကျိုးစားကိုစက်ကနေလှုပ်ပြီးဆွဲတုပ်လိုက်ရာကားကြီးရဲ့နှာခေါင်းမှာကြော်ထိုးပြီးသွားဖြစ်သွားပါတော့တယ်ကားကြီးကလည်းအညံ့မခံပါကျိုးများထက်ထက်ချီပြီးစွတ်ပြီးတော့လဲထိုသူကိုအတင်းလိုက်ပြီးတော့ခတ်ပါတယ်ထိုသူကအဝေးကိုမပြေးပါအင်မင်ကိုသာလက်ပတ်ပြီးတော့ရှောင်ပါတယ်ရှောင်ရင်ပြေးရင်နဲ့ကားကြီးကအင်မင်မှာချီပြီးတုပ်ပြီးဖြစ်နေပါတော့တယ်ထိုအခါမှလူထုဆိုင်ရဲ့တပည့်တွေကအင်တော်တွေကနေအချို့ချို့ပေါ်လာကကားကြီးကိုခန်းခန်းနဲ့လိုင်လွန်ကျိုးအသစ်နဲ့နှစ်ဖားထိုးလိုက်ပါတယ်ပိုက်ကျိုးများနဲ့ဘေးကျိုးနှစ်ချောင်းရှေ့ကျိုးတစ်ချောင်းရှိတယ်သို့သွားလာတဲ့ကားကြီးကကျိုးသုံးချောင်းအလဲမှာမလှုပ်တာတော့ပါထိုသူကတော့ရွှေငတန်းရွာကကိုပါထိပ်ဖြစ်ပါတယ်ကိုပါထိပ်ကလဲပိုင်ဖြစ်ပြီးဝါသနာအရတိုက်ကျွဲမွေးတယ်တိုင်းပညာကိုလည်းကြောင်းကျင်စွာတက်ပြောက်ထားပြီးစွန့်စားမှုကိုဝါသနာပါသူဖြစ်ပါတယ်တခါတည်းရန်မဘိန်းရွှေလီဘက်ကိုသွားပြီးတော့တဲ့လို့ကိုလောက်ကင်တယ်ကိုပါထိပ်ကဥခိုင်ကြီးထံမှာဆိုသမျှဈေးကိုတပြားမှမစစ်ပဲငွေလငင်းပေးကဝယ်သွားပါတော့တယ်ရဲတွေကိုပင်လက်ဖေးပို့ပေးသွားလိုက်ပါသေးတယ်သူ့ကိုကြည့်ရသည်မှာဝမ်းသာနေပုံမရပါတယ်ဥခိုင်ကြီးကလည်းကျွဲစိုးကိုလက်လွတ်လိုက်ရလို့ဝမ်းသာနေပါတယ်သူ့ပေါ်မှာတင်နေတဲ့ဝက်ကကိုပါထိပ်ပေါ်ကိုရောက်ရှိသွားပြီလို့မှတ်ယူလိုက်ပါတော့တယ်အမှန်တကယ်ရောက်သွားတဲ့ဝက်ကကားကြီးပေါ်မှာသာဖြစ်ပါတယ်ရွှေငတန်းရွာကိုစတင်ရောက်တဲ့နေ့မှာကားကြီးကိုတက်ကိုင်းမှာနှာခေါင်းကိုအပေါ်ကိုမော့ချပြီး300တိတိအစာငတ်ရေငတ်ပစ်ထားတယ်ကျွဲနွားတွေကတရက်ရေမတောက်ရရင်ပင်တေမတဲ့ခံရလေရာ300ရေမတောက်ရတဲ့ကားကြီးကမတေရုံမျောသာကြက်ပါလေ300ပြည့်တဲ့နေ့မှာကိုပါထေးကသူ့ကိုယ်တိုင်ရေတိုက်တယ်အစာကျွေးတယ်ကားကြီးကကိုပါထေးကိုမလန့်ရဲအောင်ပင်ဥကျိုးသွားခဲ့ပါပြီကိုပါထေးကငယ်စဉ်ကတည်းကမိဘကွယ်လွန်သွားခဲ့ရာညီကိုနှစ်ယောက်ရှမ်းပြည်ဘက်ကိုတက်ပြီးတော့စီးပွားရှာကြတယ်ပညာရှာကြတယ်ရှမ်းပြည်မှာတိုင်းစရာကြီးဥကိတ်တိနဲ့တွေ့ပြီး
တိုင်ပင်ညာကို3နှစ်3မို့တစ်ပတ်ခန့်တင်ကြားခဲ့ရာကျွမ်းကျင်တက်မြောက်ခဲ့ပါတယ်။မော်ဂိုမှာကြောက်ဝင်တူးရာလူချင်းပေါက်လို့တင်းကြောက်တွေရခဲ့ပါတယ်။ကိုပါထေးကစွန့်စားမှုဝါသနာပါသူဖြစ်လို့ရွှေလီမှာစင်ကျုံထောင်တဲ့လုပ်ငန်းမှာလည်းဝင်လုပ်ခဲ့ပါတယ်။မုတ်ဆိုးနဲ့ကြားပြည့်ကျက်တစ်ပြည့်လည်းလိုက်ခဲ့ဘူးလို့အတွေ့အကြုံကဆုံးလာပါတယ်။အခုလည်းလဲနဲ့ရာနဲ့စီးပွားရေးမပူမပေနေရတော့လဲတိုက်ကျွဲမွေးပြီးတော့ကျွဲတိုက်ပွဲတွေကိုဖန်တီးနေပြန်ပါတယ်။တိုက်ကျွဲမွေးဖို့ကမလွယ်ပါ။ဝါသနာပါယုံနဲ့မရပါ။တိုက်ကျွဲမွေးတဲ့ပညာကိုနားလည်ရတယ်။ရှေ့ဦးစွာတိုက်ကျွဲဖြစ်ဖို့အလားအလာရှိတဲ့ကျွဲကိုရှာရပါတယ်။အလားလာမကောင်းတဲ့ကျွဲကိုမွေးမိပါကလည်းငွေကုန်ချင်းကုန်ရုံသာအဖတ်တင်နေအကျိုးမရှိအလားလာရှိတဲ့ကျွဲကိုတွေ့ပါကတိုက်ကျွဲထားမဲ့ယုံကိုဘေးပတ်ချလဲပိတ်အလုံးဆောက်ပြီးတော့တိုက်ကျွဲကိုအမောင်ချထားရပါတယ်။လဲကြီးစေဖို့အတွက်စခွက်ကိုမြေကြီးထဲမှာမြုပ်ကထားရပါတယ်။ဒါမှသာငုံပြီးစားတဲ့အခါလဲကကြီးလာမယ်။အဲဒီနောက်အားရှိတဲ့အစားအစာများစကွဲဖွဲနုကြက်ဥစတာတွေကိုကျွေးရတယ်။အပြင်ကိုထုတ်ပြီးတော့လန်ကျင်လွတ်ချင်မှာကညဘက်မှသာထုတ်ရတယ်။ကာကြီးကပင်ကိုဇာတိဗလာကြီးတဲ့အပြင်ကိုပါထေးကလည်းအကျွေးမွေးကောင်းပြုစုကောင်းလို့ဂျိုတရရန်လဲတစ်ခါခါနဲ့အေယာမကျွဲပေါကြီးဖြစ်လာပါတော့တယ်။အထက်အညာမှာကိုပါထေးကဲ့သို့တိုက်ကျွဲမွေးသူများလေရာဝါသနာပါသူတွေကဆိတ်ဆက်လို့ကျွဲတိုက်ပွဲတစ်ခုဖြစ်ကြပါတယ်။တစ်ဖက်ကကျွဲကကျွန်းလာကကိုရှောင်ပိုင်နဲ့တောင်းညိုဖြစ်ပါတယ်။ဗမာကျွဲမဟုတ်ဘင်္ဂလားကျွဲဖြစ်ပါတယ်။ကာကြီးနဲ့ဗလာချင်းမကွာပါ။အဲ့ဒီလိုနဲ့ကျွဲချင်းတိုက်မဲ့နေမှာကျွန်းလာကပရိသတ်များနဲ့ရွှေငတန်းကပရိသတ်တို့မှာမြင်မကောင်းအောင်ကိုများပြားလာပါတယ်။တချို့ကကျွဲရံကိုကြောက်လို့တပင်မော်ကိုတက်ပြီးကြည့်ကြရာတပင်ပေါ်မှာလူသီးများတင်းနေတဲ့ကဲ့သို့ပြုတ်သိမ့်နေပါတော့တယ်။တောင်းညိုရဲ့ခဏိခက်ဟန်ကပရိရဲ့ကျွဲပါတယ်။ဥကုံအလွန်မာတဲ့ကျွဲဖြစ်လို့လွှင့်ရင်လွှတ်ချင်းမှာပင်ခေါင်းနဲ့ပြေးပြီးစောင့်တတ်ပါတယ်။တအားဆောင်ပြီးလို့တစ်ဖက်ကျွဲငိုင်းနေစဉ်နောက်ကိုပြေးပြီးအာယူကထက်ဆောင်ပြန်ပါတယ်။နောက်ဆုံးစောင့်တဲ့တန်ကိုမခံနိုင်ပဲတစ်ဖက်ကျွဲကထွက်ပြေးတတ်ပါတယ်။ကျွဲချင်းပူးမိပါကလည်း၎င်းရဲ့ဂျိုတိုတိုလုံးလုံးလေးနဲ့တစ်ဖက်ကျွဲရဲ့ဂျိုကိုလိန်ကုတ်အမိဖမ်းပြီးတော့မျက်လုံးကိုခတ်တတ်ပါတယ်။ဘင်္ဂလားကျွဲကဂျိုတိုပြီးသေးတော်လဲအလွန်ကိုစူးပါတယ်။မြန်မာကျွဲများဂျိုကားတဲ့ကျွဲများကတော့ခေါင်းချင်းဆိုင်မှသာခတ်တတ်ကြပါတယ်။ဂျိုရမ်းပြီးတစ်ဖက်ကျွဲရဲ့ရှေ့ခြေကိုရိုက်ချိုးတတ်ကြပါတယ်။အခုလဲတောင်းညိုကလွတ်လင်လွတ်ချင်းမှာပင်ခေါင်းချင်းတအားပြေးတိုက်ပါတယ်။ကားကြီးကလိမ္မာပါနဲ့စွာတစ်ဖက်ကိုငှက်ပေးလိုက်ပြီးဂျိုနဲ့ရင်ဘတ်ကိုပင့်တင်လိုက်ပါတယ်။သို့တော်တောင်းညိုကအချိန်နဲ့ပြေးလာခဲ့သည်ဖြစ်လေရာမိမိရရမထိလိုက်ပဲကားကြီးရဲ့ဂျိုကတောင်းညိုရဲ့နဘေးသားကိုပုတ်ခါသေးကချစ်ယုံသာချစ်မိသွားပါတယ်။တောင်းညိုကလွန်သွားတဲ့အချိန်ကိုတက်ကဒုတိယအချိန်တိုက်ရန်လှည့်လိုက်ပါတယ်။သို့တော်ကားကြီးကထိုကျော်ရဲ့ဒုတိယအချိန်အတိုက်ကိုမဆောင်တော့ပဲနောက်ကနေထက်ချက်မကွာလိုက်သွားပြီးတော့တပိုင်းလှည့်နေတဲ့တောင်းညိုရဲ့တင်မားကိုအတင်းဝင်ကျုံးပစ်လိုက်ပါတယ်။တောင်းညိုကလည်းခိုင်မာတောင်တင်းတဲ့သူ့ရဲ့ဂျိုနှချောင်းနဲ့လက်ခံလိုက်ပါတယ်။ကျွဲချိုအချင်းချင်းထိခိုက်မိတဲ့ရိုက်ခတ်မိတဲ့ကတခွန်းခွန်းကိုမြည်သွားပါတယ်။ကားကြီးကသူ့ရဲ့ဂျိုကိုကုတ်ပြီးအဖမ်းမခံလင်မြန်ဖြတ်လက်စွာနဲ့တောင်းညိုရဲ့ရှေ့နှချောင်းကိုဗလာဂျိုရမ်းပြီးတော့ရိုက်ချိုးပြပါတယ်။တောင်းညိုကနောက်ဆုတ်ပြီးခံတယ်။ကားကြီးရဲ့ဂျိုနှချောင်းကိုသူ့ဂျိုနဲ့ကုတ်ဖမ်းရန်ကြိုးစားပါတယ်။ကားကြီးကကောင်းချင်းတင်မခတ်ပါ။ရှောင်ထွက်ပြီးတော့ဘေးကနေဝင်ကျုံတယ်။တောင်းညိုကရှောင်နေတဲ့ကြားကပင်ရှေ့လက်တစ်ဖက်ကားကြီးရဲ့ဂျိုတွင်းကိုဝင်သွားပါတယ်။ကားကြီးကအားနဲ့ပင့်ကော်ကခတ်ချပစ်လိုက်ရာတောင်းညိုကလက်တစ်ဖက်မြောက်ကဘေးကိုအရှိန်နဲ့ပစ်ကျသွားခဲ့ပါတယ်။ကားကြီးကတောင်းညိုပစ်ကျစဉ်မြေပေါ်ကိုမရောက်ခင်မှာပဲစီးကြိုပြီးတော့ခတ်လိုက်ပါတယ်။တောင်းညိုကရှေ့လက်တစ်ချောင်းကျိုးကအဝေးကိုထပ်မပြေးနိုင်တော့ပဲတိုက်ကွင်းအတွင်းမှာကားကြီးရဲ့ခတ်ချက်များကြောင့်အသက်နှလုံးများပေါက်ပြဲကအသက်ကိုလျော်ကြေးပေးလိုက်ရပါတော့တယ်။ထိုတိုက်ပွဲပြီးသွားတဲ့နောက်ကားကြီးကရှမ်းတောက်နာမည်ကြီးလာခဲ့ပါတယ်။ကိုပါထေးကအနိုင်ရတဲ့ကားကြီးကိုနောက်ဘောတွေဆက်မတိုက်တော့ပဲကောင်းကောင်းမွန်မွန်ကျိုးမွေးကအနာပေးထားခဲ့ပါတယ်။ကိုပါထေးမှာတခြားဘောတွေတိုက်ရန်အတွက်ချမ်းပေါက်တိုက်ကျွဲတစ်ကောင်ရှိပါသေးတယ်။ထိုကျွဲကလည်းဂျူကားကားနဲ့ဖြစ်ပြီးသူ့ကိုကားကြီးလို့ပင်ခေါ်ပါတယ်။သို့တော့ကားကြီးရောက်ရှိလာခဲ့လို့အမိချင်းကွဲရန်ကားလေးလို့ပင်ခေါ်လိုက်ပါတယ်။ကားလေးကကိုလုံးနဲ့ငယ်သေးတာကလွယ်ပြီးကားကြီးကဲ့သို့ပင်ထုံနယ်မှာကျွဲခတ်ကောင်းတဲ့တိုင်ဆိုင်ရှားကျွဲပေါက်တစ်ကောင်ပင်ဖြစ်ပါတယ်။ကျွန်းလာတောင်ကျုံနဲ့ကားကြီးတို့ပွဲပြီးမှကားလေးနဲ့မင်းကင်းကရဲသားလို့အမည်ရတဲ့ကျွဲပေါက်ကြီးတို့တိုက်ကြပြန်ပါတယ်။ထိုပွဲမှာကားလေးကရဲလာကိုတန်ရန်တန်ကြများစွာနဲ့တ
တိုက်ကွင်းကနေထွက်ပြေးတဲ့အထိလိုက်လံခတ်ထုတ်ကအနိုင်ယူလိုက်ပြန်ပါတယ်။ကိုပါထေးကကားကြီးကားလေးကျွဲနှကောင်အတွက်နာမည်ကြီးကုန်တက်လာပါတယ်။သို့တော့ဒီကျွဲနှကောင်အတွက်ပင်စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ကိုပါထေးကကျွဲပွဲတွေပြီးသွားပြီဖြစ်လို့ထိုကျွဲနှကောင်ကိုအမောင်တိုက်သွင်းကမမွေးတော့ပဲရိုးရိုးတိုင်းမနဲ့သာတဲတလုံးစီထားပါတယ်။အဲဒီလိုနဲ့တနေ့မှာတော့ကျွဲနှကောင်ကိုစကြက်ထဲမှာကျိုးရှိရှိနဲ့အညောင်းပြေလန်ထားစဉ်ကျွဲနှကောင်လုံးကျိုးတွေကိုစောင့်ရုံဖြတ်ကခေါင်းချင်းဆိုင်ပြီးတိတ်ခတ်ကြပါတယ်။ကားကြီးကနောက်မှရောက်ရှိလာခဲ့တဲ့ပိုဖြစ်ပြီးကားလေးကငကိုတဲကရှိတဲ့နေကန်ပိုဖြစ်ပါတယ်။ဘသူ့ကမှပုံမထားခြင်းတဲ့ကျွဲနှကောင်ကအလျှော့မပေးစတမ်းပိုလူကြပါတယ်။ကျွဲနှကောင်ခတ်တာကကျိုးစံတခွန်းခွန်းနဲ့ကြောက်မက်ဖွယ်ရာဖြစ်ပါတယ်။ထိုကျွဲနှကောင်ကိုဖြင်ဖို့မဆိုနဲ့ရှုံးတဲ့ကျွဲထွက်ပြေးလာရင်ပင်မတိုက်မိအောင်တစ်ပင်မော်တက်ပြီးနေကြရပါတယ်။ကိုပါထေးကတိုင်းသမားဖြစ်တာမို့တဘိုးကြီးတစ်ချောင်းကိုယူပြီးကျွဲနှကောင်ကြားတဲ့ဝင်ကကျွဲကြိုတွေကိုရိုက်ပြီးတော့ဖြန့်ပါတယ်။သို့တော်ကျွဲနှကောင်ကသူ့ရိုက်နေတာကိုဂရုမစိုက်။တကောင်နဲ့တကောင်ဒေါသကြီးစွာခတ်နေကြတဲ့ဖြစ်ပါတယ်။ဒါကြောင့်တပည့်တွေကိုအော်ဟစ်ကအကူအညီတောင်းရပါတော့တယ်။ကိုပါထေးရဲ့တပည့်နှစ်ဦးကပန်းခူရမှာတုံးတဲ့တန်ချိတ်ရှည်များနဲ့နှစ်ဖားချိုးကိုဆွဲချပြီးတော့ဆွဲခေါ်တော့မှသာကျွဲနှကောင်ကွာပါတော့တယ်။ကျွဲနှကောင်ကိုတဲတလုံးစီမှာခွဲကကျိုးတူတူနဲ့သာခန့်ခန့်ချီထားလိုက်ကြပါတော့တယ်။ကိုပါထေးရဲ့ကားကြီးကားလေးတိုက်ကျွဲနှကောင်ကကျွဲခတ်ကောင်းတဲ့ပထမတန်းသားအဖိုးတန်ကျွဲတွေဖြစ်ပါတယ်။သူတို့ချင်းချင်းခတ်ပြီးကျိုးသွားကန်သွားတိတ်သွားမယ်ဆိုရင်ကိုပါထေးစက်မတွေ့ရတော့ပါ။ကျွဲနှကောင်အကြောင်းတွေးပြီးကိုပါထေးအိမ်မပြောတဲ့ညတွေရှိလာခဲ့ပါတယ်။အဲဒီလိုနဲ့မိုးဦးကြခဲ့ပါပြီ။မိုးမိတ်တဲတော်လိုရေးစခန်းကကိုညွန့်ဆိုသူရောက်ရှိလာပြီးတဲတော်လိုရေးမှာကျွဲရင်အားလို့ကိုပါထေးရဲ့ကျွဲပေါက်၃ရှင်းနဲ့တက်ဆွဲရန်လာခေါ်ပါတယ်။ကိုညွန့်ကတော့အုပ်ဖြစ်ပြီးအစိုးရအထုတ်ပေးထားတဲ့တနတ်ရှိပါတယ်။ကိုပါထေးနဲ့အမဲလိုက်နေကြဖြစ်လို့လာခေါ်ခြင်းဖြစ်ပါတယ်။ကိုပါထေးကလည်းတောတဲ့တောင်ထဲမှာစွန့်စွန့်ဆာဆာတောလာလှချခြင်းသူဖြစ်လို့နှစ်စဉ်အမဲလိုက်ဖြစ်ပါတယ်။သို့တော့အခုနှစ်မှာထိုကျွဲနှကောင်ကြောင့်အခက်တွေ့နေရပါတယ်။ထားခဲ့ရမှာကိုလည်းစိတ်မချတောတဲ့ခေါ်သွားပြီးတော့အလုတ်တူခိုင်းရင်လည်းတဲ့မှာမဟုတ်ကြပါ။သို့တော်လည်းရွှေငတိုင်းရွာမှာထားခဲ့ရမှာတဲ့မိမိမျက်စိအောက်မှာထားရတာကတော့အောင်မယ်လို့စိတ်ကူးကကားကြီးကားလေးအပါဝင်ကျွဲပေါက်6ကောင်တပည့်3ဦးနဲ့တူမိုးမိတ်တထော်လို့ရေးကိုလိုက်ခဲ့ပါတော့တယ်။မိုးမိတ်တထော်လို့ရေးမှာကိုပါထေးရဲ့တပည့်3ယောက်ကကျွဲပေါက်3ရှင်းနဲ့တက်ဆွဲကြပါတယ်။ကိုပါထေးကတောအုပ်ကိုညွန့်နဲ့အတူတစ်လုံငန်းတွေကိုလိုက်ကြည့်ရင်တောလေအမဲလိုက်ရင်နဲ့အချိန်ကုန်လွန်လာခဲ့ပါတယ်။ကျွဲတရှင်းကိုတစ်တန်ဝက်ကနေတရန်နေပါထိနိုင်ပါတယ်။မြေပြန်လွင်မြေမှာကျွဲတရှင်းနဲ့စင်တကောင်ရဲ့လောက်အားကညီမျှပါတယ်။သို့တော့တောင်ဆောင်များတောင်ကပိုင်းများထပ်မှရှိတဲ့တစ်တွေကိုဆွဲရမှာတော့စင်ကကျွဲထပ်ပို့ပြီးအသုံးဝင်ပါတယ်။မိုးမိတ်တထော်လို့ရေးမှာကိုပါထေးရဲ့ကျွဲပေါက်တွေကဲ့သို့တခြားတစ်ဆွဲကျွဲပေါက်တွေလည်းရှိပါတယ်။ကားကြီးနဲ့ကားလေးကရောက်တယ်ဆိုရင်မဲစကန်းကကျွဲပေါက်များနဲ့ပို့လူကြပါတယ်။ကားကြီးနဲ့ကားလေးသာအုပ်စုပိုးတွေအဖြစ်ကျန်ရင်ခဲ့ကြပါတယ်။အုပ်စုပိုးနှကောင်ကအချင်းချင်းပြန်ပြီးတော့ပိုးပြန်လူကြပြန်ပါတယ်။ကိုပါထေးကကျွဲနှကောင်ရဲ့ရံဝဲကိုဖြန့်ရလုံးလို့ဒီတစ်ခါမှာတော့မဖြန့်ကျင်တော့ပါ။ကျိုးချင်းကျိုးကန်းချင်းကန်းတေးချင်းသေးလို့သဘောပိုက်ကတစ်ထော်လိုရီကလူသားများနဲ့အတူဝိုင်းမိကြည့်နေလိုက်ပါတော့တယ်။ကျွဲနှကောင်တစ်လုံးကကျွဲခတ်ကောင်းတဲ့ကျွဲပါးတွေဖြစ်ပါတယ်။ခွန်အားချင်းကလည်းတူနေကြလို့နှကောင်တစ်လုံးရှေ့မတိုးတာနောက်မဆုတ်တာပဲတမနက်ခင်းလုံးခတ်နေကြပါတယ်။နောက်ဆုံးအရှုံးနိုင်မပေါ်ပဲရင်းကထွက်သွားကြပါတော့တယ်။အဲဒီကစားလို့နောက်ပိုင်းမှာတော့ကောင်းချင်းမဆိုင်ကြတော့ပါ။တကောင်ကတဲလုံငန်းရဲ့ရှေ့ဘက်မှာနေရင်တကောင်ကအနောက်ဘက်မှာနေတယ်။တကောင်ကတောင်ကုန်းပေါ်မှာနေရင်တကောင်ကရှိုထဲမှာနေတယ်။ကျွန်းနှကောင်လုံးကကမ်းရွက်နူလေးများကိုစားလိုက်ဖောင်းတော်ကတရွက်နူလေးများကိုစားလိုက်ရေစိမ်လိုက်နဲ့အားမွေးနေကြပါတယ်။တစ်ဆွဲလုပ်ငန်းကအလုပ်ပင်ပန်းတော့လဲဗလာကောင်းတဲ့ကြွယ်ကြီးများဖြစ်လို့ပင်ပန်းတယ်လို့မထင်။ကျိုးတစ်ခါကောင်းတရမ်းရမ်းနဲ့တကောင်နဲ့တကောင်အနိုင်ရရေးသာအားမွေးနေကြပါတယ်။အခုရပိုင်းမှာဟင်းမျိုးကြီးရဲ့တဲ့ကအတော်လေးမွေးလာပါတယ်။မိုးမိတ်တထော်လိုရေးလုပ်ငန်းမှာခြေရာတွေကိုမကြာခဏတွေ့လာရတယ်။အနီးနားမှာရှိတဲ့ခြေရွာတွေမှာလည်းကျွဲပြောက်နွားပြောက်တွေထူပြောလာပါတယ်။ဟင်းမျိုးငပြောက်ခြေတူနှခမ်းမွေတောကြော်ကြီးတောကောင်ကြီးစသဖြင့်အမည်မျိုးမျိုးရရှိထားသူကကြားတရဝပင်ဖြစ်ပါတယ်။မော်လမြိုင်ဘက်မှာကောင်းကြီးလို့ခေါ်ကြပြန်ပါတယ်။အမည်နာမဘလို့ပင်ခေါ်သေးကြကမူ
ကြားကတောထဲမှာတူနှိုင်းရှင်ဖတ်လို့မရတဲ့တောဘရင်သားဖြစ်ပါတယ်။ကြားကနားပါးကမျက်စိလင်းနေအနက်ခံကောင်းနေအပုံးအကွယ်လျင်မြန်ပြီးရပါတယ်။ကြားပေါ်တဲ့ကြားရှိတယ်လို့နာမည်ကြီးတဲ့တောကိုဆဲခေါက်သွားတော့လေတစ်ခေါက်ပင်ကြားကိုမြင်ရန်ခဲရင်လာပါတယ်။ကြားကအီမြပင်အပုံးကွယ်တော့ပါတယ်။ရိုးမကြားကြီးများက၎င်းကိုပေါင်400ကနေပေါင်900အထိအလေးချိန်စီးတော့လေခန္ဓာကိုယ်နဲ့မမျှအောင်ပေါ်ပါလျင်မြန်လာပါတယ်။တောထဲမှာလူနှစ်ယောက်အလုပ်လုပ်နေကြပြီဆိုရင်နောက်လူကိုရှေ့လူမသိအောင်ဆွဲသွားနိုင်တာကြောင့်ကြားရဲ့တိုက်ခိုက်မှုကပြီးရင်သာလာပါတယ်။အီမြစွမ်းရင်တတိများနဲ့ပြည့်စုံတဲ့ကြားကမိုးမိတ်တတော်လိုရေးပတ်ဝန်းကျင်မှာလှုပ်ရှားတောင်းကြစာပြုလာပါတယ်။အများကမဲကြီးလို့ခေါ်တဲ့ရိုးမကြားကြီးကသူ့ရဲ့ကုန်းကနှသိုးတစ်ကောင်ကိုဆွဲကတောရင်းတနေရာမှာပွဲတော်တည်ခဲ့တယ်။ထိုကြားကြီးကကြားချများကဲ့သို့အဝါမှာအနက်စင်းကြီးများနဲ့မဟုတ်ပဲဝါညင်းကြီးအောက်ခံမှာအနက်စင်းကြီးများကြားထားလို့ခလန်းလန်းကနေကြည့်ရင်အမဲရောင်ကပုံများနေပါတယ်။ဒါကြောင့်သူကိုငမဲကြီးလို့လူအများကကင်မွန်းတက်ကခေါ်ကြပါတယ်။ဒါကြောင့်ကိုပါထင်းနဲ့ကိုညွန့်တို့ကငမဲကြီးနွားဆွဲသွားတဲ့ဆွကြောင်းကနေခြေရခံကနွားသေးကောင်အနီးမှာလင်းစင်တစ်ခုဆောက်ပြီးတော့လင်းဆောင်ခဲ့ကြပါတယ်။သို့တော်ထုံညာကငမဲကြီးကပြန်မလာခဲ့ပါ။ထုံညာမသာမကနောက်ညမှန်းမှလည်းပြန်မလာခဲ့ပါ။ငမဲကြီးကအလုံးကိုပါနဲ့တဲ့ကြားရဲကြီးဖြစ်ပါတယ်။မိုးမိတ်တစကန်နဲ့ခလန်းလာမှရှိတဲ့တစ်လုံငန်းမှာခိုင်းကျွဲတကောင်ကြားဆွဲခံရပြန်ပါတယ်။နောက်နေ့ရက်ခန့်အကြာမှာမိုးမိတ်တတော်လိုရဲ့စကန်ကကျွဲသမားကိုလာထုံးတယောက်ပြည့်ရခူးသွားစဉ်သူနောက်ဘက်ကနေအမိထန်ကြားလို့ကြပြကြပြန်လှည့်ပေးခဲ့ရပါတယ်။ငမဲကြီးရဲ့လက်ကနေကန်ကောင်းလို့သာလွတ်လာခဲ့ပါတယ်။မိုးမိတ်တစ်လုံငန်းမှာစင်သမားကျွဲသမားတွေကငမဲကြီးရှိမဲ့တောကိုတောချောက်ကပြက်ခတ်ပါတော့လေငမဲကြီးကလူတန်ကြားကလေးကတောပြောင်းကလစ်ပြေးခဲ့ပါတယ်။တောချောက်တဲ့အခါငမဲကြီးမရှိတော့ပါ။မပိန်းတတော်လိုရဲ့စကန်ဘက်မှာတစ်ဆွဲကျွဲတွေကြားဆွဲခံရတယ်လို့သတင်းထွက်လာခဲ့ပါတယ်။မိုးမိတ်တတော်လိုရဲ့စကန်မှာစင်သမားကျွဲသမားတွေကစုဝေးကငမဲကြီးရဲ့ရန်ကားကွယ်ရန်တိုင်ပင်ဆွေးနွေးကြရပါတယ်။ကြားကကျွဲများသာမကစိတ်များကိုပါလင်းရင်လည်းလို့ကိုက်ချီစားတော့လို့ရှိပါတယ်။စင်ကအကောင်ကြီးတော့လေကြားကချုံချုံကြားတွေကနေချောင်းမြောင်းပြီးတော့ကိုက်ဖြတ်တတ်တယ်။တကောက်ကျော်ပြတ်ပြီးစင်ဖိန်နိုင်ကြတဲ့အခါမှာခေါင်းမော်ကိုခုန်တက်ကအသေးကိုက်တတ်ပါတယ်။ကျွဲတွေကိုလည်းထုံနီးတူအနိုင်ယူတတ်ပါတယ်။ကျွဲအုပ်ကိုရုတ်တရက်ဝယ်မဆွဲရဲပဲကျွဲတဲ့ကောင်ချင်းဆိုပါကကြားစာဖြစ်တာကများပါတယ်။ဒါကြောင့်ကိုပါထေတို့ကငမဲကြီးတစ်ပတ်လှည့်လာရင်ကျင်းကြထောင်ချောက်တွေထောင်ရန်တန်ညက်ထောင်ချောက်များပြုလုပ်ပြီးတော့ထောင်ရန်တောချောက်ပြီးတော့ပြည့်ရန်ခြေရခံပြီးတော့ပြည့်ရန်တွေကိုစီလာရိုက်ပြီးအသေးစိတ်တိုင်ပင်ထားကြရပါတယ်။အဲဒီလိုနဲ့အလောက်အနားရတဲ့တခုသောနေခင်းကာလမှာနေပူပြင်းလာလို့ကိုပါထေကဆိုင်းချောင်းကိုတွားပြီးတော့ရေချိုးထွက်ခဲ့ရာရေတောက်ဆင်းသွားတဲ့ကားလေးရဲ့ခြေရတွေကိုတွေ့ရပါတယ်။လမ်းတစ်ဝက်လောက်ရောက်တဲ့အခါမှာတော့တော်ရင်းတနေရာကထွက်လာတဲ့ကြားကြီးရဲ့ခြေရတွေကကားလေးရဲ့ခြေရဘော်ကိုနင်းကဆိုင်းချောင်းဘက်ကိုဆင်းသွားတာကိုတွေ့လိုက်ရပါတယ်။ကိုပါထေကလက်နက်မဲ့ထွက်လာခဲ့မိတဲ့အတွက်သူကိုယ်သူစိတ်ပူမိတဲ့ကဲ့သို့ကားလေးတို့လည်းစိတ်ပူမိရပြန်ပါတယ်။ဒါကြောင့်စမ်းချောင်းနဲ့မနီမွေးမှာရှိတဲ့မြင်ကွင်းကောင်းတဲ့ကျုံးမင်းကြီးဘော်ကိုတက်ကအခြေအနေကိုလေ့လာသုံးသပ်ကြည့်လိုက်ပါတယ်။ကားလေးကစမ်းချောင်းအဆက်မှာထိတ်ချလက်ချရေးတောင်းနေပါတယ်။ကားလေးရဲ့နောက်မလန်းမကန်းမှာရှိတဲ့ချုံမင်းအကွယ်မှာတော့တော်ရင်သားကြားရဲကြီးကရှေ့လက်နှစ်ဖက်ပေါ်ခေါင်းတင်ပြီးတော့ဝတ်ချကကားလေးကိုချောင်းနေပါတယ်။ကားလေးဘက်ကလေးတိုက်နေလို့ကြားကြီးရဲ့အနံ့ကိုကားလေးကမရရှာ။ကြားကြီးရှိမှန်းကိုသိုးစိမ့်များကိုမသိပါ။ကြားကြီးရဲ့နှာရောင်ရင်းကအမွှေးတွေကတဖြည်းဖြည်းတွန့်လာကကြောလယ်ကိုရောက်လာပါတယ်။အမွှေးတွန့်တွေကအမိဖျားကိုရောက်ပြီးဆိုတာနဲ့တပြိုင်နက်ခုံအုပ်ပြီးတော့မယ်။ကိုပါထေကကားလေးကိုအော်ဟစ်သတိပေးရန်ပြင်စဉ်ဘယ်ကဘလို့ရောက်ရှိလာခဲ့တဲ့မသိတဲ့ကားကြီးကခွာတန်တစ်ဖြောင်းဖြောင်းနဲ့ပြေးလာကငမဲကြီးကိုဝင်ခတ်လိုက်ပါတော့တယ်။ဒီစမ်းကြောင်းတစ်ဝိုက်ကကားကြီးကျက်စားတဲ့နေရာမဟုတ်ပါ။ကားလေးရဲ့ကျက်စားရာအမွှေးရာဒေသဖြစ်ပါတယ်။သို့တော့အနေရကောင်ရဲ့အနံ့ကိုခံကကားကြီးအချိန်မီရောက်ရှိလာခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ငမဲကြီးကကားကြီးရဲ့ကြိုချက်ကိုပလက်လန်ကတစ်ဖက်ကိုလှိမ့်ပြီးရှောင်လိုက်ပါတယ်။ကားကြီးရဲ့ကြိုချက်ကငမဲကြီးကိုမခတ်မိပဲခြုံဘုတ်ကိုသာခတ်မိပြီးခြုံပင်နွယ်ပင်တွေပြတ်ထွက်သွားပါတယ်။ငမဲကြီးကခန်းစစ်အဖြစ်လှိမ့်ပြီးရှောင်ရာကနေကားကြီးရဲ့ကြိုချက်ကနေလှုပ်သွားခဲ့တဲ့အခါတိုက်စစ်ဆင်ရန်အတွက်ဘက်ဘက်လက်နဲ့လှိုင်းမင်းကုတ်လိုက်ပါတယ်။ကားကြီးရဲ့လက်ကုပ်မှာသွေးတွေကရဲကနေဖြစ်သွားပါတယ်။သို့တော့ကားကြီးကကြိုမဆိုင်ကြားကြီးကိုအနာမပေးအလုံးမပေးပဲဘဲပြန်ညာပြန်တိမ်ကြုံပြီးတော့ခတ်ပစ်လိုက်ပါတယ်။ကြားကြီးကလည်း
အချိန်နေမလာမှန်းသိတာနဲ့နောက်ကျွန်းပြက်ကခုံထွက်လိုက်ပါတယ်။အဲ့ဒီလိုကြားကြီးခုံထွက်မှာကားကြီးကပင့်အခတ်နဲ့တင်ပါးမှာကြွကြွရတစ်ချက်မိသွားခဲ့ပါတယ်။ကားလေးကရေတောက်နေရကနေစူးစူးညံ့ညံ့အတန်တွေကြားလို့လက်ကြည့်လိုက်တဲ့အခါကားကြီးနဲ့ငမကြီးတို့အကျိတ်နဲ့ခတ်နေတာကိုတွေ့ရလေရာကားကြီးကိုကူရန်အတွက်ပြေးလာခဲ့ပါတယ်။ထို့စဉ်နောက်ကျွန်းပြေးလိုက်တဲ့ငမဲကြီးကကားလေးရှိကိုကားကနေချရောက်လာခဲ့ရာအရှိန်နဲ့ပြစ်ခတ်ပစ်လိုက်ပါတယ်။ကားလေးကလောကြီးနေလို့ငမဲကြီးကိုမခတ်မိပဲငမဲကြီးရဲ့ကြောအောက်ကနေချော်ထပ်သွားခဲ့ပါတယ်။ကားလေးရဲ့ဥကင်းနဲ့ငမဲကြီးရဲ့တကိုယ်လုံးကိုဖိသိပ်ပစ်တဲ့ကဲ့သို့ဖြစ်နေပါတယ်။ငမဲကြီးကကြောက်မက်ဖွယ်ရလက်သက်ရှည်ကြီးများနဲ့ကားလေးရဲ့မျက်စိကိုကုပ်ဖက်ရင်လှုပ်လန်းရှာနေပါတယ်။ဖိရင်ခက်ရင်ကုပ်ရင်နဲ့ငမဲကြီးကကားလေးရဲ့ဥကောင်းအောက်ကနေရုံထွက်ကတစ်ဖက်ကိုခုံထွက်လိုက်ပါတယ်။ကြားကြီးခုံထွက်လိုက်တဲ့အပိုက်မှာကားကြီးကလေးဘက်တင်းတင်းရက်ကကြားကြီးရဲ့ဆုပ်လန်းပြေးလန်းကိုပိတ်ထားပါတယ်။ငမဲကြီးကကျွမ်းနှကောင်ကြားထဲမှာဝှက်ပြီးကျွမ်းနှကောင်ကိုစင်းစင်းကြီးကြည့်ရင်အကြံထုတ်နေပါတယ်။ကားကြီးရဲ့လေပင်စီကကြားလက်တဲ့တိုင်ယာကြီးများကတွေးတဆက်ဆက်နဲ့မြင်မကောင်းသလိုကားလေးရဲ့မျက်ခုံးတစ်ဝိုက်မှာလည်းသွေးတွေကရဲနေပါတယ်။တိုးတော်ကျွမ်းနှကောင်ကဘာတိုင်ယာမှမရတဲ့ကဲ့သို့ခတ်တင်းတင်းမဲ့ရက်ကကြားကြီးရဲ့ပြော့ကွက်ဟာကွက်ကိုစောင့်ကြည့်နေကြပါတယ်။ငမဲကြီးကကျွဲပေါင်များနှသုံးများကိုတော်တော်များများရင်ဆိုင်တပ်ပုတ်ခဲ့ပူပါတယ်။အခုလိုမျိုးခုခံကာကွယ်ပြီးပြန်လည်ခတ်ထုတ်ခြင်းများကိုလည်းခံခဲ့ရပူပါတယ်။တကောင်ချင်းဆိုရင်တပင်ကြီးကြီးကိုဖင်ပေးပြီးတော့ခုခံကာကွယ်ကြတယ်။နှစ်ကောင်သုံးကောင်ဆိုရင်ဖင်ချင်းပူကအရက်လေးမျက်နှာကလာတဲ့အန်ရီယယ်ကိုကာကွယ်လေးရှိကြပါတယ်။သို့တော့အခုတော့ဒီကျွဲနှစ်ကောင်ကဒီလိုမဟုတ်ပါ။တကောင်စီခွဲကသူ့စုပ်လန်းပြေးလန်းကိုပိတ်ထားကြပါတယ်။ခံစစ်မဟုတ်တိုက်စစ်အတွက်နေရာယူထားကြပါတယ်။ကြားကြီးတွေးခဲ့ဘူးတဲ့ကျွဲများထဲမှာတမျိုးထူးခြားနေမှသတိထားမိပါတယ်။သို့တော့တော်ရင်ဘရင်ဖြစ်တဲ့ကြားကြီးကအလျှော့မပေးထွက်ပြေးလာအောင်ကြောက်စိတ်မရှိကျွမ်းနှကောင်ထံကနေတောဘရင်ဆိုတဲ့ဘွယ်တူးကိုအသက်ပေးကာကွယ်ရန်ဖွင့်ပြထားပါတယ်။ကိုပါထေးကတစ်ပင်မောင်ကရှော့ဆင်းလိုက်တယ်။ခါကြားထဲမှာပါတဲ့တမြောင်ကိုညာဘက်လက်နဲ့တင်းတင်းဆုပ်ကိုင်လိုက်ပါတယ်။ဓာတ်ရှည်လှန်ရှည်စတဲ့လက်နက်ကြီးတွေမပါတော့လဲကျွမ်းနှကောင်ကိုသူ့ရဲ့လက်နက်ကြီးများအဖြစ်ယူဆကတိုက်ခွဲနည်းကိုချင်းကပ်ပြီးအနိကကြည့်ရှုအားပေးလိုက်ပါတယ်။ငမဲကြီးကဝင့်နေရာကထားလိုက်တယ်။တင်ပါးမှာကားကြီးခတ်ထားတဲ့ကြိုးချက်ကြောင့်မြက်တက်ဖြစ်နေပါတယ်။ငမဲကြီးကကားကြီးရဲ့ဥကောင်းပိုင်းစီကိုပြေးသွားရာကနေရုတ်တရက်ညာဘက်ဘေးကိုပန်းတက်သွားပြီးကြောပေါ်ကိုခုန်တက်လိုက်ပါတယ်။ဒီလိုတိုက်ခွက်မျိုးနဲ့ကျွဲတော်များများကိုတိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ကားကြီးကလေအုံကဲ့သို့လင်မြန်စွာခန္ဓာကိုယ်ကိုလှည့်ပြီးငမဲကြီးကိုခတ်ချပစ်လိုက်ပါတယ်။ငမဲကြီးကကားကြီးကိုမအုပ်မိပဲကြိုလုံးနဲ့ရိုက်ချခံလိုက်ရပါတယ်။ကားကြီးကငမဲကြီးမြေပေါ်ကိုပြစ်အကြမှာအလွန်မပေးပဲဖိခတ်ပစ်လိုက်ပါတယ်။ဒီလိုဖြစ်လာမယ်ဆိုတာကိုသိတဲ့ငမဲကြီးကမြေပေါ်ကိုကျတယ်ဆိုရင်ပဲနောက်ကျွန်းပြက်ကထွက်နိုင်လို့သာတက်တာသွားခဲ့ရပါတယ်။ငမဲကြီးကကားကြီးကိုတိုက်ခိုက်လို့မရမှန်းသိတဲ့အခါကားလေးရှိရာဘက်ကိုလှည့်ချောင်းမြန်ပါတယ်။ကားလေးကလည်းကြားရှိရာဘက်ကိုလှည့်ကအလစ်မပေးနှာခေါင်းကတရှူးရှူးဖြစ်နေပါတယ်။အခုခါငမဲကြီးချောင်းရသည်မှာတခြားကျွဲတွေကိုချောင်းရတဲ့ကဲ့သို့မဟုတ်နောက်ကျောမလုံးကားကြီးကအချိန်မီဝန်ခတ်နိုင်ပါတယ်။ဒါကြောင့်ကားကြီးဘက်ကိုမျက်လုံးတစ်ဖက်ကိုဆွဲဆောင်ပြီးကြည့်နေရလို့တိုက်ပွဲအချိန်ကနှောင့်နှေးနေပါတယ်။အဲဒီလိုနဲ့ငမဲကြီးကကားလေးကိုတစ်ဖက်ပတ်အပြီးမှာရုတ်တရက်နောက်ဘက်ကိုပြေးသွားကတကောက်ကွေးကိုပြစ်ခဲ့လိုက်ပါတယ်။ကားလေးကလည်းခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကခတ်လိုက်ပါတယ်။ထိုစဉ်ငမဲကြီးကကားလေးရဲ့နှာနုကိုဥအောင်လမ်းပုတ်လိုက်ပါတယ်။ကားလေးကအမတ်မထင်အပုတ်ခံလိုက်ရလို့လှည့်ထွက်သွားခဲ့ပါတယ်။ထိုစဉ်မှာပင်ကားကြီးကလေရဲ့အလင်းပမာပြေးကခတ်လိုက်တဲ့ကြိုပြားတစ်ဖက်ကငမဲကြီးရဲ့ရင်ဘတ်မှာစူးဝင်သွားပြီးနှွှင့်ဆင်သွားခဲ့ပါတော့တယ်။ကားကြီးကငမဲကြီးကိုဖိခတ်ပါတော့တယ်။ငမဲကြီးကတေလောက်တဲ့ဒဏ်ရာရနေပါတော့လေကြားတွေရဲ့ဗီဇတတိအတိုင်းဖက်ပြေးရမကြိုးစားပဲကားကြီးရဲ့မျက်လုံးနဲ့ကိုပိုးတစ်ဝိုက်ကိုတဲကြီးမဲကြီးကိုလှမ်းကုပ်လျက်ရှိပါတယ်။ငမဲကြီးရဲ့ကိုယ်လုံးမှာကြွဲကြိုရတွေစူးဝင်နေပြီးကားကြီးရဲ့လက်ကုပ်တစ်ဝိုက်မှာလည်းကြားလက်သေးရတွေကမြင်မကောင်းအောင်ပေါက်ပြဲပြီးတွေးလူလူဖြစ်နေပါတယ်။အဲ့ဒီချိန်ကြားပုတ်ခံရလို့မှုန်ထူနေတဲ့ကားလေးကမိမိကိုမိမိပြန်ထိန်းလိုက်ကကြားကြီးကိုလိုက်ချလိုက်ပါတယ်။အဲ့ဒီမှာပဲကားကြီးနဲ့သူတပြန်ကိုတပြန်ခိုက်ခဲကုတ်ဖက်လျက်ရှိတာကိုတွေ့ရတဲ့အခါအချိန်မဆိုင်တော့ပဲသူ့ရဲ့ဂျိုကားကြီးနှစ်ဖက်နဲ့ပြေးကခတ်ချလိုက်ပါတော့တယ်။ကားလေးရဲ့ခတ်ချက်ကငမဲကြီးရဲ့ဘိုက်ကိုထုတ်ချင်းခတ်သွားပြီးဦးများပွန့်ထက်သွားခဲ့ပါတယ်။ငမဲကြီးကခုနတုန်းကကားကြီးတစ်ကောင်လေးကိုတဲကြီးမကြီးကုတ်ရကနေ
အခုနှစ်ကောင်ဖြစ်လာတဲ့အခါဘသူကိုကိုရမှန်းမသိပဲတိုက်စစ်အားတွေလျော့ပါလာပါတယ်ကျွန်းနှစ်ကောင်ကလည်းအရှောင်မပေးစတန်းကိုအတင်းဖိပြီးခတ်နေကြရာကြားကြီးကတရားတစ်ချက်ပေါင်းများစွာနဲ့မရှုမလှတေဝဲဝင်သွားရပါတယ်ကျွန်းနှစ်ကောင်ကငမဲကြီးတည်ဆုံးသွားတဲ့အခါတကောင်ရဲ့နှာခေါင်းကိုတကောင်နန်းကအောင်ပွဲအထိမ့်မှတ်ဖြစ်ဝမ်းသာလိုက်လဲစွာအော်မြည်လိုက်ကြပါတယ်တကောင်ကိုတကောင်အသက်ဘေးကတိုက်ခိုက်ခဲ့ကြတဲ့ကျွန်းနှစ်ကောင်ကနောက်တစ်သက်တာမှာဘယ်တော့မှရမဖြစ်တော့ဘူးဆိုတာသိကြလာပါတယ်ကိုပါထေးကကျွန်းနှစ်ကောင်ရဲ့ဒဏ်ရာတွေကိုကင်တွယ်ပုတ်တက်ကြည့်ပါတယ်ကျွဲကြီးများကတော့ဘာမှမဖြစ်တဲ့ကဲ့သို့အရေးပင်မလုပ်ပါအာကကျွဲတွေပင်ဖြစ်ပါတယ်ကိုပါထေးကကားကြီးပေါ်မှာစီးနှင်းပြီးဝမ်းသာပျော်ရွှင်စွာစခန်းကိုပြန်ခဲ့ရာကားလေးကလည်းနောက်ကနေတကားကောက်လိုက်ပါလာခဲ့ပါတယ်ကားကြီးနဲ့ကားလေးကကျွဲချင်းခတ်ပြီးပို့လူခဲ့ကြပါတော့လေရန်သူဖြစ်တဲ့ကြားကြီးကိုတွေ့တဲ့အခါမှာတော့အာဃာတတရားတွေပေးချေလို့သွေးစည်းညီညွတ်စွာစူပေါင်းတိုက်ခိုက်ပြီးအောင်မွဲဆင်ခဲ့ကြပါတယ်ဤဒီမှာလောကလူသားတွေကိုကျွမ်းနှကောင်ကပြသလိုက်တဲ့စီးလုံးညီညွတ်ခြင်းနဲ့အောင်မွဲခံခဲ့တဲ့လောကရဲ့နမိတ်ပုံတစ်ခုသာလျှင်ဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဆရာလွင်ဦးကိုညံကုန်းရဲ့ကျွဲနဲ့နွားတိုက်ပွဲဆိုတဲ့ဇာတ်လမ်းကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာလောကမှာကျွဲနဲ့နွားတိုက်တယ်လို့ပြောရင်ရှိစရာအဖြစ်သဘောထားကြပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့နွားကခွန်အားပလသိမ့်ငယ်တဲ့အပြင်ကျွဲလောက်ကြိုးမရှိ။ဒါကြောင့်ဘယ်နွားမဆိုကျွဲကိုခံပြီးတော့မခွေဝင်ကြပါ။အဝေးကနေချောင်ပေးကြတာသာဖြစ်ပါတယ်။ဒါကြောင့်ကျွဲနဲ့နွားတိုက်ပွဲလုပ်တယ်လို့ဆိုရင်ရှိစရာအဖြစ်ပြောတယ်လို့ပင်ထင်ကြပါလိမ့်မယ်။သို့တော့မအူပင်မြို့နယ်ထေော်ပေချောင်းရွာမှာကျွဲနဲ့နွားတို့ရဲ့ခွေပွဲခတ်ပွဲသို့မဟုတ်တိုက်ပွဲကိုအမှန်တကယ်ကျင်းပခဲ့ပါတယ်။ကျွဲရဲ့နာမည်ကကားကြီးဖြစ်ပြီးနွားရဲ့နာမည်ကငွေမောင်းဖြစ်ပါတယ်။ထိုစဉ်ကအလန်ဒီများကြီးစိုးနေခြင်းဖြစ်ပြီးအလန်ဒီတွေကကျွဲတိုက်ပွဲနွားတိုက်ပွဲတွေကိုအလွန်ဝါသနာပါကြပါတယ်။သူတို့ကိုယ်တိုင်တိုက်ကျွဲတိုက်နွားတွေကိုမွေးမြူပြီးတော့ကျွဲတိုက်ပွဲနွားတိုက်ပွဲတွေကိုဦးစီးကျင်းပလေးရှိကြပါတယ်။ထိုစဉ်ကကျွဲတိုက်ပွဲနွားတိုက်ပွဲတွေကအေယာဝတီမြို့ပေါ်ကျွန်းပေါ်ဒေသမှာအလုံးစုံခစားခဲ့ပူပါတယ်။ကျွဲကြောချင်းတိုက်တဲ့ခတ်တဲ့ပွဲကလည်းမထူးဆန်းပါ။အဲ့ဒီလိုပဲနွားချင်းခွေးတဲ့ပွဲကလည်းမထူးဆန်းပါ။သို့တော့အလန်ဒီတွေကကျွဲနဲ့နွားတိုက်မယ်လို့ထူးဆန်းဆန်းကြီးညာလိုက်တဲ့အခါမှာတော့လူအများအထူးစိတ်ဝင်စားကြပါတော့တယ်။ကားကြီးကိုအလန်ဒီတွေကပိုင်နေ။ကားကြီးကနာမည်ကြီးလာတဲ့တိုက်ကျွဲတစ်ကောင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ကသာကြုံတိုင်းကိုတစ်ခါရှုံးမှုတာကလွယ်ပြီးကြံပွဲတွေမှာအနိုင်ကြီးပဲဖြစ်ပါတယ်။ကျွဲခတ်ကောင်းလို့ဗလာလဲတောက်ပါတယ်။ငွေမောင်းဆိုတဲ့နွားကထေော်ပေချောင်းရွာမှာကိုလငွေပိုင်ပါတယ်။ကာကြီးကကြုံတင်ရွာကဖြစ်ပြီးရွာနှိချုပ်ဆက်များပင်ဖြစ်ပါတယ်။အနီးအနားမှာလဲထိတ်လေးလံပင်ညောင်ဝိုင်းလေးထားတဲ့ရွာတွေလည်းရှိပါတယ်။ငွေမောင်းကငွေရောင်ဆွတ်ဆွတ်ဖြူစကဲ့သို့အဖြူအောင်ရှိပါတယ်။သူ့ရဲ့တုံတန်ကမောင်းတလုံးကိုတိလိုက်တဲ့ကဲ့သို့တာယာနာပြောပဲကောင်းတဲ့အတွက်ငွေမောင်းလို့ခေါ်ခြင်းဖြစ်ပါတယ်။အမြင့်2000ထွာနဲ့လက်6သစ်ရှိပါတယ်။အလျားကောင်းပြီးခွင်ခွားတောက်ပါတယ်။ဥလငွေရဲ့ငမွေးချံပေါက်တိုက်နွားနှစ်သိုးကြီးဖြစ်ပါတယ်။ငွေမောင်းကငါးခွေလည်းကောင်းတယ်။ရုပ်ရည်ကလည်းတန့်ပြန်ပါတယ်။သို့တော်၎င်းရဲ့အားနည်းချက်ကတခင်ကလွယ်ပြီးတခြားလူကြိုက်မရခြင်းပင်ဖြစ်ပါတယ်။လူသိမ်းများအနားအဖြတ်သွားရင်ခွေးတတ်တယ်။ငွေမောင်းခွေးလို့တရားရတဲ့သူတွေမနှဲတော့ပါ။ဒါကြောင့်ငွေမောင်းကိုချီထားရနေရတစ်ဝိုက်ကိုကလေးလူကြီးဘယ်သူမှမသွားရကြပါ။မအူပင်မြို့နယ်မှာလူခွေးတဲ့နွားတွေရှိလေရာတချို့နွားများဆိုရင်နေ့စဉ်မိမိကိုကျွေးမွေးနေကြသခင်ကိုပင်လင်းရင်လက်တလို့ခွေးတတ်ကြပါတယ်။ဒီနေရာမှာအလင်းတင်လို့နှက်ကြော်ဆိုတဲ့နွားအကြောင်းကိုပြောပြချင်ပါတယ်။နှက်ကြော်ကပေချောင်းရွာအနီးညောင်ဝိုင်းလေးရွာကဖြစ်ပါတယ်။နှက်ကြော်ကချမ်းပေါမဟုတ်သူများထံကနေအကျွေးနဲ့သိမ်းထားတဲ့နွားဖြစ်ပါတယ်။နှက်ကြော်ရောက်ရှိလာကစားမှာသခင်ဖြစ်သူကိုကျော်အောင်ကအထာမသိလို့တိကျလက်ချနွားစာထဲနေစဉ်နောက်ကနေဂျုံနဲ့ကလော်လိုက်ရာနွားစာကပေါ်ကနေတပတ်ကျုံးလေကတစ်ဖက်ကိုပြစ်ကျသွားခဲ့ပါတယ်။ဒါကြောင့်နောက်ပိုင်းအစာကျွေးရမှာတတိထားပြီးစခွက်တစ်ဖက်ကနေကျွေးရပါတယ်။နှက်ကြော်ကိုစခွက်ကနေထုတ်ပြီးအပြင်တစ်ပင်ရင်အောင်မှာချီထားပါကတခြားနွားတွေကဲ့သို့ချီချိုးကနေဆွဲသွားလို့မရပါ။နှစ်ဖားကျိုးကနေမြဲကင်ကလက်တစ်ဖက်ကချီချိုးကိုကင်ပြီးတော့ဆွဲသွားရပါတယ်။ချီတိုင်ကိုရောက်ရင်လက်တစ်ဖက်နဲ့နှစ်ဖားကိုမြဲကင်ထားပြီးကျန်လက်တစ်ဖက်နဲ့တခြားချီရပါတယ်။တခြားရပြီးဆိုမှနှစ်ဖားကင်ထားတဲ့လက်ကိုလွတ်ပြီးလှုပ်အောင်ခုံချောင်ပြေးရပါတယ်။အဲ့ဒီလိုမဟုတ်ပဲနှစ်ဖားကျိုးကိုလွတ်ကလက်နှစ်ဖက်နဲ့ကျိုးချီမိပါကဖိခွေခံရတတ်ပါတယ်
တရေမြန်ရွာမှာလည်းမြက်ကြားဆိုတဲ့နွားတစ်ကောင်ရှိပါသေးတယ်။ထိုနွားကနွားကျွေးစဉ်အပြင်ထုတ်စဉ်လက်တက်စဉ်ဘလို့မှဒုက္ခမပေးပါ။လက်တက်ပြီးလို့တဘိုးကဖြုတ်ပြီးဆိုရင်တော့ထိုဖြုတ်သူကိုခွေတတ်ပါတယ်။ဒါကြောင့်လက်ရနေဖြုတ်ပြီးတာနဲ့ထီမီထီယာကိုအသိရှိနေတဲ့တဘိုးကြီးနဲ့အရင်ဥအောင်ရိုက်ရပါတယ်။အဲ့ဒီလိုရိုက်ခံရရင်လဲထွက်သွားပြီးလူကိုပြန်မလုပ်ရဲပဲထွက်သွားပါတော့တယ်။အဲ့ဒီလိုမဟုတ်ပါကလက်ဖြုတ်သူအတင်းဖိကအခွေခံရပါတော့တယ်။မြက်ကြားရသခင်ငွေစိုးကအချက်သိသူပြီးထွန်သည်ဖြစ်စီကောက်လိုင်းတိုက်သည်ဖြစ်စီတခါဖြုတ်ရင်တခါရိုက်နေကြဖြစ်ပါတယ်။တခါတော့ကညောင်ပိန်းနဲ့ရွာဖျားပွဲကိုပွဲသွားကြည့်ကြရာငွေစိုးညမကေတီနဲ့ရွာတွေကတီတာခင်မော်ကြီးမတ်ကြီးခိုင်စားတဲ့ကုန်းအောင်ကိုင်ပြောကြောတတိုက်လည်းပါပါတယ်။ညောင်ပိန်းနဲ့ရွာမှာငွေစိုးနဲ့ညီကိုပေါ်မှာခင်လာတဲ့လှရှောင်တို့အိမ်မှာတဲပါတယ်။လှရှောင်ကငွေစိုးတဲ့ငယ်တဲ့ကလာသားပေါက်ပိုးကောင်းပန်းကောင်းတဲ့အရွယ်ဖြစ်ပါတယ်။အိမ်မှာငွေစိုးတို့လာမှာကိုသိလို့ဟင်းကောင်းချက်ပြုတ်ကအသင်ပြင်ဆင်ထားပါတယ်။ငွေစိုးတို့လည်းရောက်ရှိတဲ့အခါလှရှောင်ကဝေစားတင်များဝက်ကပေါင်တာနဲ့ရေမွေးနဲ့တသင်းနဲ့ပိုးရီပန်းရီဟန်ရင်ပြရင်ငွေစိုးတို့လဲကိုကူကဖြုတ်ပေးပါတယ်။ငွေစိုးကလည်းပွဲကြောင်မင်းရင်ညကြခွေးတက်တာကိုမပြောမိပဲအမတ်တမဲ့နေလိုက်မိပါတယ်။လှရှောင်ကလည်းတခြားနွားတွေကဲ့သို့လဲကနေဖြုတ်လေရာလက်တဘိုးကကျုပ်ပြီးဆိုတာနဲ့တပြိုင်နက်လှရှောင်ကိုဖိကခွေးပါတော့တယ်။တီတာတို့ဝိုင်းအော်တော်မှာလက်ကြည့်လိုက်ရာအဝတ်တွေအစားတွေများနဲ့လှရှောင်တယောက်ဖုံတော်ထဲမှာလှိတ်နေပါတော့တယ်။အလုံးကဝိုင်းမောင်ဝိုင်းရိုက်ကြမှသာညကြားကထွက်ပြေးသွားပါတယ်။လှရှောင်ရဲ့မဟာအဆက်တော်လဲကွဲရပါတော့တယ်။နောက်ဆုံးနွားညစ်တွေကဒီအထိပင်ဒုက္ခပေးတတ်ပါတယ်။လူမျိုးမျိုးစိတ်ထွေတွေဆိုတဲ့ကဲ့သို့ပင်နွားတွေရဲ့စိတ်နေစိတ်ထားကလည်းအမျိုးမျိုးရှိကြပါတယ်။တချို့နွားတွေကသဘောကောင်းကြတဲ့ကဲ့သို့တင်းကြီးခံတတ်ကြပါတယ်။တချို့နွားတွေကတော့အနာပင်အကတ်မခံအနာကပ်ပြီးဆိုတာနဲ့တချို့တစ်ချက်ချက်လှုပ်တတ်ကြပါတယ်။ချိန်ထုံတာကြောင့်ဘာပဲလို့သဘောကောင်းတဲ့ခဏုံခထိုင်ထိုင်နွားများရှိတဲ့ကဲ့သို့သဘောကောင်းတော့လေတဘိုးကောင်းတဲ့ချိန်ဆက်တဲ့ဝင်ရုံတန်တဲ့နွားတွေကိုလည်းတွေ့ဘူးပါတယ်။တချို့တစ်ချက်ချက်နဲ့အခုပင်လိုက်ပြီးခွေတော့မလို့ခက်ဆက်ဆက်နွားတွေကတဘိုးကောင်းတဲ့နွားတွေကများပါတယ်။သို့တော့တဘိုးမတက်ခင်မှာတချို့တစ်ချက်ချက်နဲ့အခုပင်ခုံပေါက်ကကောင်းကင်ကိုပြန်တက်မလို့နွားတွေကလည်းတဘိုးတဲကိုရောက်တဲ့အခါသူများနောက်ကနေလေးကန်ကြရင်တဲ့နွားတွေကိုလည်းတွေ့ဘူးပါတယ်။နွားတွေရဲ့စိတ်နေစိတ်ထားကအမျိုးမျိုးဖြစ်ပါတယ်။တချို့နွားတွေကလူများကဲ့သို့ပင်ကြောင်တတ်ပါသေးတယ်။တပေအိမ်မှကြောက်စင်းဆိုတဲ့နွားကခေါင်းဘက်ကသွားရင်ဘာမှမလုပ်။ကြိုက်တယ်လို့ကင်လို့ရပါတယ်။သို့တော့ဖင်ပိုင်းကဖြတ်သွားရင်ကန်တတ်ပါတယ်။ကြောက်စင်းကနွားကန်တယ်လို့မကန်ပါ။မြင့်ကန်တဲ့ကဲ့သို့ဆုံးကန်ပါတယ်။သို့တော့သူ့ကိုအတိပေးပြီးဆုတ်သက်သွားရင်တော့မကန်တတ်ပါ။အမတ်တမဲ့ဖြတ်သွားရင်တော့လန့်ပြီးရောင်ပြီးကန်တတ်ပါတယ်။တခါကတစ်ဖက်ရွာကတိရစ္ဆာန်စိတ်ကူးဆရာဝန်ကိုခင်ထုံးကနွားတွေကိုတောင်တန်းကာကွယ်စီလာထိုးပါတယ်။ကြောက်စိမ့်တို့ယုံထဲကိုတကောင်ပြီးတကောင်ဝင်ပြီးတော့စိတ်ထိုးတယ်။အဲ့ဒီလိုစိတ်ထိုးနေလို့နွားတွေကကြောက်လန့်ပြီးတဝုံဝုံနဲ့ဖြစ်နေကြပါတယ်။ကြောက်စိမ့်ကလန့်ပြီးကန်တက်ကြောင်းကိုတခင်ဖြစ်သူကျော်မင်းကပြောမှန်ပြစဉ်ကိုခင်ထုံးကကြောက်စိမ့်အနားကိုရောက်ရှိသွားပါတယ်။ကြောက်စိမ့်ရဲ့နောက်ကိုရောက်ရှိသွားခဲ့တာပါ။ထိုစဉ်မှာပင်ကြောက်စိမ့်ကလန့်ကစုံကန်ပစ်လိုက်ပါတယ်။ကိုခင်ထုံးလည်းကြောက်စိမ့်ကိုစိတ်မထိုးရပဲနွားတဲတောက်မှာခွေလေးဖြစ်နေပါတော့တယ်။ရွာထဲကသူနာပြုဆရာမကိုခေါ်ပြီးဆရာဝန်ကိုခင်ထုံးကိုသာစိတ်ထိုးစိတ်ထဲလုပ်ပေးလိုက်ရပါတယ်။သို့တော်နွားကလူတွေပေါ်မှာသာမဖြစ်ညစ်ကြဲနဲ့နှိမ့်ဆက်ကလူပြုတတ်ကြပါတော့လေသူ့ကိုရန်ပြုတတ်တဲ့တာရဲကြီးများပေါ်မှာတော့ထိရောက်စွာပြန်လည်တိုက်ခိုက်ခြင်းသူတွေကိုယ်တွေခွေခြင်းခုခံခြင်းတွေကိုမပြုလုပ်နိုင်ပါအထူးသဖြင့်ခွန်အားကြီးမားပြီးလင်းမြန်ဖျက်လိုက်တဲ့ကြားရဲကြီးများကိုထိရောက်စွာမတွန်းလှန်နိုင်ပဲကြားနဲ့တွေ့တဲ့နွားကလွတ်အောင်ပြေးနိုင်ရင်ပြေးမပြေးနိုင်မှာကကြားစာဖြစ်ရပါတယ်။ဒါကြောင့်နွားကွဲလျင်ကြားဆွဲတယ်ဆိုတဲ့စကားပုံပင်ရှိရမှာဟုတ်ပါလား။ခိုင်နွားကြီးများကြားကိုဘာကြောင့်မနိုင်ရလဲဆိုရင်တော့ကြားကိုနိုင်လောက်တဲ့ကြားကိုတည်လောက်တဲ့လက်နက်မရှိလို့ဆိုပြီးတော့သာဖြစ်ရပါလိမ့်မယ်။နွားဦးကျူတထွားတမိုက်ကကြားကိုမသေးစေနိုင်ပါ။ကြားဆိုတဲ့တတဝါကခွန်အားကြီးမားလင်မြန်တဲ့လောက်အသက်ပြင်းလာပေရာနွားကကြားကိုတစ်ချက်တည်းနဲ့အသေးမတတ်နိုင်ပါ။ကြားတစ်ချက်အခဲခံရရင်နွားကတရှိတဲ့နဲ့ကိစ္စချောပါလေ။ဒါကြောင့်နွားကသူရတ္တိပိုင်ရှင်မဟုတ်ပါ။လူကိုမဖြစ်ညစ်ကြဲဒုက္ခပေးယုံကလန်ကဆန်တော့ယုံစိတ်နှောက်ချက်ပေးယုံသာတတ်နိုင်တဲ့တတဝါဖြစ်ပါတယ်။သို့တော်ကျွဲကဒီလိုမဟုတ်ပါ။ကျွဲပိုင်ဆိုင်ထားတဲ့ဥချိုလက်နက်ကနှစ်ပေခန့်ရှိလျာလူကိုတစ်ချက်တည်းနဲ့ပင်သိသိနိုင်ပါတယ်
အဲဒီလိုလူကိုကျွဲခတ်လို့သေးတဲ့သတင်းများကိုလည်းအနှံ့အပြားကြားသိခဲ့ရပါတယ်။အေယာဝတီမြို့ပေါ်ကျွန်းပေါ်ဒေသမှာနွားကိုနှစ်သက်မြန်လို့စွာမွေးမြူကြတဲ့ကဲ့သို့ဈေးအကုန်ကျနေတဲ့ကျွဲကိုလည်းလက်မလွတ်နိုင်ကြပါ။နွားကကောက်ရိုးဖွဲနုစကွဲပဲဖက်စသဖြင့်ကျွေးမွေးရတဲ့အစားအစာတွေကအလွန်ကိုအကုန်ကျများလာပါတယ်။ကျွဲကတော့လဲထုံချိန်မှာလဲတဲနဲ့လက်ကသိမ်းများကမြတ်များနဲ့ပြီးနေတဲ့ကဲ့သို့လဲလုပ်ငန်းပြီးပါကလည်းတော်ထဲမှာလွတ်ကြောင်းခြင်းဖြင့်ကုန်ကျစရိတ်သက်သာနိုင်ပါတယ်။သို့သောနွေရာသီလုပ်ငန်းခွင်နီးလာလို့တော်တွေကခိုင်ကျွဲတွေကိုပြန်ဖမ်းတဲ့အခါမှာတော့အန္တရာယ်ကြီးလာပါတယ်။တချို့ကျွဲတွေကတောစိတ်အရိုင်းစိတ်ဝင်ပြီးအဖမ်းမခံပဲလူကိုပြန်ပြီးခတ်လေးရှိပါတယ်။တောတလိပ်တောအပြောနေကတော့တောစီတယ်လို့ပြောကြပါတယ်။အမှန်ကတော့တောစိတ်ဝင်ခြင်းသာဖြစ်ပါတယ်။မိုးရာသီလုပ်ငန်းတွေပြီးလို့တော်ထဲမှာလေးလခန့်ကြာအောင်လှုပ်ထားရကနေတောစိတ်ဝင်သွားခြင်းသာဖြစ်ပါတယ်။တောစိတ်ဝင်တဲ့ကျွဲကိုဖမ်းရမှာတော်တွေကမမိဖမ်းခြင်းတဲ့ကျွဲကိုလူအုပ်နဲ့မောင်းတင်ပြီးဖမ်းမဲ့သူကတစ်ပင်များလဲများကိုအကာအကွယ်ယူပြီးတော့လွန်ကျိုးနဲ့ဥချိုကိုပြစ်ဖမ်းရပါတယ်။ဥချိုကိုစုပ်မိတဲ့အခါမှာ၎င်းစူးစမ်းကိုတစ်ပင်မှာရစ်ပတ်ပြီးတော့တစဆွဲယူရပါတယ်။တစ်ပင်နာကိုကပ်မိတဲ့အခါနှာခေါင်းကြော့ထိုးပြီးတော့နှစ်ဖားကျိုးထိုးယူရပါတယ်။နှာခေါင်းကြော့ထိုးတဲ့ဆိုခြင်းကနှာခေါင်းကိုကျိုးကွင်းဆုပ်ပြီးခြိလိုက်ခြင်းဖြစ်ပါတယ်။တချို့ကျွဲဖမ်းတော်သူတွေကကျိုးကိုကျိုးကွင်းဆုပ်ပြီးတာနဲ့၎င်းကျိုးကိုစက္ကနဲ့လှုပ်လိုက်ခြင်းဖြင့်နှာခေါင်းမှာနှာခေါင်းကြော့ထိုးပြီးသားဖြစ်နေပါတယ်။အလုံးကိုကြည့်လို့ကောင်းလာပါတယ်။သို့တော့အဲ့ဒီလိုကြောင်းကျင်သူမျိုးကတရားမှတရားမရှိပါ။ကျိုးကိုကျိုးကွင်းဆုပ်ပြီးနှာခေါင်းကြော့ထိုးပြီးရင်ကိစ္စကပြီးသလောက်ရှိပါပြီ။ကျိုးကိုကျိုးကွင်းဆုပ်ရမှာလူနဲ့ကျွဲကသူနိုင်ကိုယ်နိုင်အပြိုင်ကျရပါတယ်။လူကတစ်ချက်မားရင်ကျိုးပြားမှာအသက်ပါသွားပါလိမ့်မယ်။လူကကျွမ်းကျင်လင်းမြန်လို့ပညာသားပါပါကကျွဲကိုချီပြီးတုပ်ပြီးနှစ်ဖားကျိုးထိုးကလိုရခိုင်းနိုင်ပါပြီ။တချို့ကတော့ရှွန်တော်နှုံတော်တွေကိုမောင်းချပြီးနုံကြုံပြီးတော့မလုံနိုင်ဖြစ်မှသာကျိုးကွင်းပြစ်ဖမ်းပြီးတော့နှစ်ဖားကျိုးထိုးကြပါတယ်။ဒီနည်းကပို့ပြီးတော့အနေများပါတယ်။ကျွဲကရှုံထဲကိုဆင်းမလို့လုပ်ပြီးမှလူကိုပြန်ပြီးတော့လိုက်တတ်ပါတယ်။အလုံးကိုတန်မာတဲ့ကျွဲကြီးများဖြစ်ပါက၎င်းကရှုံမကြုံမဲ့လူကသာရှုံကြုံပြီးတော့အခက်ခံရတတ်ပါတယ်။ကျွဲကမဲမြင်ရခတ်ချင်တယ်၊ရန်လိုတယ်။ကျွဲတဲထရံများဆိုရင်တခုမှအကောင်းမရှိပါ။လက်လန်းမီရအကုန်ခက်ပြတယ်။မပြောပင်တွေ့ရင်အလုံးမပေးအမြစ်ပါမချမ်းအောင်ခတ်ထုတ်ပြပါတယ်။အဲ့ဒီလိုကျွဲတရဝါကိုတွေ့တော့ကြားချမ်းသာမပေးဖန်ဆာမြဲတာဖြစ်ပါတယ်။သို့တော်ကျွဲကနွားကဲ့သို့လွယ်နဲ့ရှုံးမပေးပါအညံ့မခံပါလွတ်ပုံမရပါကထောက်မပြေပဲတည်တဲ့အထိအသေးမမဲခုခံကတိုက်ခိုက်တတ်ပါတယ်။နွားခွေးလို့တည်တဲ့ကြားမရှိတော့လဲကျွဲခတ်လို့တည်တဲ့ကြားရှိခဲ့ပူပါတယ်။ကြားကိုအသေးခတ်တတ်တဲ့ရှာပါပါကျွဲတကောင်အကြောင်းကိုဖော်ပြလိုပါတယ်။မဘိန်းတတော်လိုရေးစခန်းကရှမ်းပြည်နယ်ရဲ့အရှေ့မြောက်ဘက်အစွန်မှာရှိပြီးရွှေလီမြစ်ဖြတ်သန်းစီစဉ်ပါတယ်။ထိုစခန်းမှာစင်များပြားရှိပြီးတစ်ဆွဲကြွယ်ကြီးများလည်းရှိပါတယ်။ကြောက်ကဘာအစွန်အဖျားများတောင်ဆောင်များမှာတက်ထုတ်လို့ရဆွဲရမှာစင်ကအတုံးတက်ပြီးခီးရောက်တော့လေမြေပြမှာတက်ဆွဲရမှာတော့ကျွဲတရှင်းကစင်တကောင်လောက်အတုံးဝင်ကခီးရောက်ပါတယ်။ဒါကြောင့်တက်ထုတ်လို့ရကစင်တွေကိုလက်မလွတ်နိုင်တယ်လို့ကျွဲတွေကိုလည်းလက်သက်မူထားရပါတယ်။သို့တော်တောကြီးမြန်မဲထဲမှာစင်အတွက်ကြားရံမပူရတော့လေကျွဲအတွက်ကတော့ကြားရံကအတော်ပင်စိုးရင်စရာကောင်းပါတယ်။စားနေကြကြောင်မဖြစ်တဲ့ကြားရဲကြီးများကတက်ဆွဲကျွဲတွေကိုလေရင်တလို့ဆွဲကပွဲတော်တီများဖြစ်ပါတယ်။သို့တော့စင်စာကျွဲစာကတောထဲမှာသာရှိတယ်။လူကရှာမကျွေးရိတ်မကျွေးနိုင်ပါ။အလိုအားရင်တောထဲကိုလွတ်ပြီးတော့ကြောင်းရမယ်ဖြစ်ပါတယ်။ဒါကိုခွင်ကောင်းယူပြီးတော့ကြားကြီးတွေကကျွဲအုပ်ကိုနောက်ကလိုက်ပြီးတော့ချောင်းချောင်းကအခွင့်ရပြီဆိုတာနဲ့ကိုက်ချီစားတော့မယ်ဖြစ်ပါတယ်။စင်ကိုဘိုက်ပြအောင်တောထဲမှာတစ်ရွက်တစ်ခက်တစ်ခေါက်ဝါနုနဲ့မပြောပိန်တွေကိုတညလုံးစားတော့ပြီးနောက်နေ့မနက်စောစောမှစင်ပြန်ကောက်ရပါတယ်။ကျွဲကိုတော့အလုတ်သိမ်းပြီဆိုရင်တောထဲကိုလွတ်ကြောင်းပြီးမုံမချုပ်ခင်ပြန်သိမ်းရပါတယ်။ကျွဲတွေကကိုင်းရွက်ဖောင်းရွက်တစ်ရွက်မြက်စတာတွေကိုရှာဖွေစားတော့ကြပါတယ်။မဘိန်းတတော်လိုရေးစကားမှာဥကြိုင်ကြီးပိုင်နဲ့တန်ကန်းနဲ့ဆိုင်လို့ခေါ်တဲ့ကျွဲပေါက်30ကျွဲတစ်ချင်းရှိပါတယ်။ကျွဲကြိုကအပေါ်ကိုခက်ထောင်ထောင်ရှိနေတာကိုအစွဲပြုပြီးဆိုင်လို့ခေါ်ခြင်းဖြစ်ပါတယ်။မဘိန်းတတော်လိုရေးစကားမှာဥကြိုင်2ယောက်ရှိလေရာထောင်ထောင်မောင်းမောင်းနဲ့ဗလာကောင်းတဲ့ဥကြိုင်ကိုဥကြိုင်ကြီးလို့ခေါ်ပြီးခပ်ပုတ်ပုလူကောင်သေးသေးကိုဥကြိုင်လေးလို့ခေါ်ကြပါတယ်။ဒီနေ့မိုးချုပ်ခါနီအချိန်မှာတန်ခဲနဲ့ဆိုင်ကိုတော်တဲ့လုပ်ပြီးကြောင်းထားရကနေတန်ခဲကတရောတော်ပါနဲ့တရှူးရှူးမိကပြန်လည်ရောက်ရှိလာခဲ့ပါတော့လေဆိုင်ကတော့ပြန်
ပြန်ရောက်လာခြင်းမရှိပါနောက်တစ်နေ့မှာဆိုင်အတွက်စိုးရိမ်မကင်းဖြစ်လို့ဦးကြိုင်ကြီးနဲ့ဘဝတူကျွဲပိုင်ရှင်တွေကတောထဲမှာလိုက်ပြီးရှာကြရန်စီစဉ်ကြပါတယ်သို့တော်ထုံးနေ့ကတစ်လုပ်ငန်းရုံးချုပ်ကအရာရှိများကွင်းစင်းလာကြလို့လိုက်မရှာပြတော့ပဲအရာရှိတွေပြန်သွားပြီးမှသာလန်သားကိုစီနဲ့လူအုပ်ကောင်းကောင်းစုပြီးတော့ထမင်းထုတ်ကိုစီနဲ့ကျွဲပြောက်အရှာထွက်ကြပါတယ်စကန်းကထွက်ပြီးအတော်သွားမိတဲ့အခါမှာတော့ရေခမ်းနေတဲ့ချောင်းတစ်ချောင်းကကြောက်ဦးတို့လေးမှာကျွဲတစ်ကောင်ရဲ့ဖင်မိုင်းကိုတွေ့ရပါတယ်ကျွဲကြီးဆိုင်ကအသက်ရှင်လျက်ရှိအောင်သာမကကျွဲရဲ့ခေါင်းပိုင်းကကြောက်ကဘာနဲ့ညက်ကတစုံတရာကိုအကျိတ်နဲ့ခတ်ထားပုံရပါတယ်ကျွဲကောင်းနဲ့ဖိထားတဲ့နေရာမှာတော့ဝါတာတာနီတီရာဝတ္ထုတစ်ခုကိုမထင်မရှားမြင်နေရပါတယ်ဦးကြိုင်ကြီးတို့အုပ်စုကတစ်ဖက်ကနေကွတ်ပတ်ပြီးအနားကိုတဖြည်းဖြည်းကပ်ကြည့်တဲ့အခါကြားကြီးတစ်ကောင်ဖြစ်နေပါတယ်ဆိုင်ကသာတချီဖိပြီးခတ်နေပါတော့လေကြားကြီးကတော့လှုပ်ရှားမှုမရှိပဲတည်ဆုံးနေပါပြီဦးကြိုင်ကြီးတို့ကလူတံပေးပြီးစုတ်သက်ကဆိုင်နားကိုဖြည်းဖြည်းချင်းကတ်သွားကြပါတယ်ဦးကြိုင်ကြီးကဆိုင်ရဲ့နဖားကျိုးကိုကင်မိတဲ့ခဏမှာဆိုင်ကကြောက်လန့်တကြားနဲ့နေရာကနေဂမှုရှိလို့ထွက်ပြေးသွားပါတယ်လက်ပြနေရာမှာထုတ်ချင်းကဂျိုးဆူးဝင်နေတဲ့ကြားကြီးကဆိုင်ရဲ့ဂျိုးပေါ်မှာကိုယ့်ရောကာရပါသွားပြီးခလန်းလန်းကိုရောက်မှတကိုင်းများနဲ့ရိုက်မိကပြုတ်ချကျရင်ခဲ့ပါတယ်ဦးကြိုင်ကြီးတို့သွားပြီးကြည့်ကြတဲ့အခါတောင်တင်ပြီးအနက်ထွက်ကပုတ်ပွားစွာပြုတ်နေတဲ့ကြားသေးကြီးကိုတွေ့ကြရပါတယ်မြေပြင်မှာထင်ရှားရိတ်ခဲတဲ့ခြေရလက်ရတွေကိုကြည့်တဲ့အခါဆိုင်နဲ့တန်ခဲကတော်ထဲမှာတူတကွာအစာစားနေကြစဉ်ကြားထုံတော်တွေကနေချောင်းချောင်းပြီးတော့လိုက်ပါလာပုံရပါတယ်တန်ခဲကကြားကိုအရင်မြင်ပြီးကိုလိုရုံးကထွက်ပြေးခဲ့တယ်ဆိုင်ကိုကြားကြီးကပြေးလန်းပိတ်ထားလို့ပြေးရန်ခွင့်မသာပဲချောင်းရဲ့ကြောက်ကဘာကိုဖင်ပေးကကြားကြီးကိုအသေးအလဲကိုခုခံတိုက်ခိုက်ခဲ့ပုံရပါတယ်ကြားတို့မြည်သည်စင်ပြောင်ကျွဲစတဲ့သူ့ကိုအန္တရာယ်ပေးမဲ့ဥဂျူအဆွဲရှိတဲ့တရဝါတွေကိုတိုက်ခိုက်တဲ့အခါရှေ့ကနေခုံမအုပ်ပဲအန္တရာယ်ကင်းတဲ့အနောက်ဘက်ကနေအလစ်ဝင်ကတကောက်ကျောကိုကိုက်ဖြတ်တတ်ပါတယ်တကောက်ကျောပြတ်ပြီးတရဝါဖိနိုင်ကြတဲ့အခါမှာအနောက်ကနေဇက်ဘိုးကိုဝင်ခဲကအသေးကိုက်တတ်ပါတယ်အဲဒီလိုတကောက်ကျောကိုအကိုက်မခံရစေရန်ဆိုင်ကကပယံကိုဖင်ပေးကခုခံခဲ့ပုံရပါတယ်ကြားကြီးကရှေ့ကနေအယောင်ပြဘေးကနေအယောင်ပြကခြုံတော်တွေကနေကိုရောင်ဖြောက်ပြီးတော့ရှေ့ကိုမဲနေတဲ့ဆိုင်ကိုအလစ်မှာနောက်ကနေခုံအောင်ခဲ့ပုံရပါတယ်ဆိုင်ကလည်းရှေ့ကိုသာအာယုံပြုတ်ပုံပြပြီးတော့နားကတော့နောက်ပိုင်းကိုဆွန့်ထားပုံရပါတယ်ဒါကြောင့်နောက်ပိုင်းကခုံအောင်တန်ကြားပြီးဆိုတာနဲ့ရုတ်တရက်နောက်ကိုလှည့်ကအားကုန်ခတ်ချပြစ်လိုက်ပါတယ်ကြားကြီးရဲ့ခုံအောင်တဲ့အချိန်ဆိုင်ရဲ့နောက်ကိုလှည့်လိုက်တဲ့အချိန်အောက်ကနေတအားပင်မြောက်ကခတ်လိုက်တဲ့အချိန်နှုတ်စုပေါင်းပြီးတော့ကြားကြီးရဲ့ဘဲဘဲလက်ပြင်အောက်ကနေဖောက်ကညာဘက်လက်ပြင်အထက်နားကနေဂျိုပြားထွက်သွားခဲ့ပါတယ်ဆိုင်ကပတ်ဝင်သွားတဲ့ဂျိုကနေကြားကြီးလွတ်သွားမှကိုကြောက်လို့ကြားကြီးကိုတောင်ကပယံနဲ့ညက်ကအတင်းဖိပြီးတော့ခတ်ထားပါတယ်အစာမစားရေမတော့ပဲတရက်နဲ့နှညာတိတိနေပြီးဦးခိုင်ကြီးတို့ရောက်ရှိလာတဲ့အခါမှသာကြောက်လန့်တကြားထွက်ပြေးသွားပါတယ်ကြားကိုခတ်တဲ့ကျွဲဆိုပြီးဆိုင်ကမဘိန်းသေးထုတ်လို့ရေးနဲ့ရွှေလီမြစ်တရိုးမှာနာမည်ကြီးသွားခဲ့ပါတယ်ကျွဲပေါက်တွေကတော်ရုံတန်ရုံအနားကိုမတိဝန်းကြတဲ့အပြင်ကျွဲရှင်တွေကလည်းသူတို့ရဲ့ကျွဲနဲ့ဆိုင်ကိုမတိုက်ဝန်းတော့ပဲနာမည်ကြီးသွားခဲ့ပါတယ်အဲဒီလိုမဖြစ်ညစ်ကျဲနွားတွေရဲ့အနွယ်ဝင်ငွေမောင်းနဲ့ကြားကိုပင်ခံခတ်ဝင်တဲ့ကျွဲတွေရဲ့အနွယ်ဝင်ဂါးကြီးတို့ကိုထေယော်ပေချောင်းရွာရဲ့နဘေးကွင်းမြစ်မှာနွားနဲ့ကျွဲတို့ရဲ့ထူးဆန်းတဲ့တိုက်ပွဲကြီးကိုထေယော်သားတွေကကြံ့ကြံ့ဖန်ဖန်စီစဉ်ခဲ့ကြပါတယ်ငွေမောင်းတဲ့ဂါးကြီးတို့ကလူတွေကခေါင်းတည်ပြီးတော့မောင်းနေလို့သာခက်ရန်ခွေရန်ဆောင်နေရတော့လဲမခွေလိုကြဟန်နဲ့အင်တတင်လုံးနေကြပါတယ်အထူးသဖြင့်ဂါးကြီးကငွေမောင်းကိုအရေးမလို့လို့အဖက်မတန်လို့နဲ့ဘယူးမဆိုင်နိုင်အောင်ရှိပါတယ်ဒီလိုရှိနေရကနေငွေမောင်းကထင်မှတ်မထားပါပဲဂါးကြီးကိုညာဘက်လေဘင်းကိုခွေလိုက်ပါတယ်ဂါးကြီးကမထင်မှတ်ပဲအခွေခံလိုက်ရလို့ပြုံးကနေရုံးမထွက်နိုင်ပဲလေဘင်းကြီးလိန်ကတောင်းကဆောင်ကနဲ့ခံရပါတယ်အတန်ကြာခံနေရပြီးအတော်လေးကြာမှခေါင်းချင်းဆိုင်ကခံနိုင်ပါတယ်ဂါးကြီးကလေဘင်းမှာပေါက်ပြဲကတွေးများထွက်လာပါတယ်ဂါးကြီးကအတိုးချအညို့အတေးနဲ့ငွေမောင်းတဲ့ခေါင်းချင်းဆိုင်ကတဖြောင်းဖြောင်းနဲ့ခတ်ပါတော့တယ်သို့တော်လည်းငွေမောင်းကဂါးကြီးစိတ်ချက်ခတ်ခွင့်မပေးပဲဥကြိုနဲ့ဖိနှိပ်ထားပါတယ်ငွေမောင်းရဲ့ဂျိုကရှေ့ဘက်ကိုငေါထွက်နေပြီးချွန်ထက်နေလို့အလွန်ကိုဆူရဲပါတယ်ငွေမောင်းကအလျားကောင်းတောင်ကောင်းနဲ့တန်မာတောင်တင်းတဲ့နွားတကောင်ဖြစ်ပေရာဂါးကြီးကသူထင်သလိုခတ်ခွင့်မသာပဲအဖိခံထားရပါတယ်ဂါးကြီးခတ်တဲ့တန်ရန်တန်ချက်တွေကအပေါမပြဲပဲအဖိုးကြီးအသီးကြီးများထလာခဲ့ပါတယ်ငွေမောင်းခွေးတဲ့ခွေးချက်တွေကတော့ထိလေယာမှာပေါက်ပြဲပြီးသွေးတွေကတလဟောထွက်လာပါတယ်
ကျွဲရေကောင်ကပါပြီးပြောင်းတင်းနေလို့ကွဲလွယ်ပေါက်လွယ်ပါတယ်။နွားရေကောင်ကထူထဲပြင်းတွဲနေပြီးအမွှေးတွေထူနေလို့ပြုံးကနေမပေါက်ပဲအတိများထလာပါတယ်။ခါကြီးကသူ့ထင်သလိုခတ်လို့မရပဲပေါက်ပြဲတဲ့ဒဏ်ရာတွေကလည်းနာကျင်လာခဲ့ပါတယ်။ထိတ်ချင်းထိပ်ပြီးတွန်းရမှာခါကြီးကဥကောင်းခွန်ကြီးနဲ့တွန်းထားရပြီးငွေမောင်းကဥချိုနဲ့ထောက်ကတွန်းထားလို့တပန်းသာနေပါတယ်။အားနဲ့ဖီတိုနိုင်ဥကောင်းထိပ်မှာမခံမရနိုင်အောင်နားလာပါတယ်။ဒါကြောင့်နောက်ကိုဆုတ်ပေးရတယ်။ဒီချက်ကိုသိတဲ့ငွေမောင်းကလည်းအတင်းဖိပြီးတွန်းပါတယ်။နောက်ဆုံးမခံနိုင်လို့ခါကြီးကနောက်ကိုဆုတ်နေရကနေစက္ကနဲဥကောင်းလဲကပြေးပါတယ်။တဘာဝမကြတာကိုဆက်စော်ပြီးစီစဉ်ခဲ့တဲ့အလန်နီတွေကလည်းတောင်းချင်း2000ရှုံးခဲ့ပါတော့တယ်။တခြားကျွဲခတ်ကောင်းနဲ့တိုက်ကျွဲကောင်းကောင်းနဲ့နွားကိုတိုက်ရင်အနိုင်ရှုံးဘယ်လိုဖြစ်မယ်ဆိုတာကိုမပြောတတ်တော့လေ။မအူပင်မျိုးနဲ့ထေော်ပိတ်ချောင်းကြောင်မှာကျင်းပခဲ့တဲ့ခါကြီးနဲ့ငွေမောင်းတို့ရဲ့တိုက်ပွဲမှာတော့နွားဘက်ကအနိုင်ရခဲ့သည်မှာအထင်ရှားဖြစ်ရတဲ့ခုပင်ဖြစ်ခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါ။စာရေးဆရာလွင်ဦးကိုကြံကုန်းရဲ့စိတ်ဝင်စားဖွယ်ရာဇာလန်းကောင်းနှစ်ပုဒ်ကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာစာရေးဆရာလွင်ဦးကိုကြံကုန်းကိုလည်းကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ